ရှေးဥစွာအသက်ရှင်သောအချိန်နာရီကိုပြင်ဆင်ပေးသောဥစွာဖျားရှင်နာမှာတော့ပုံကြည့်ပါစေဖျားရှင်ရှေးတော်မှာမထိုင်မတန်ပြင်မဲ့လဲကျွန်တော်တို့ဒီနေရာမှာဆရာပဲခြင်းများအဖြစ်ကျွန်တော်ကိုဖိတ်ပြီးမှအတင်းတော်လူကြီးများနဲ့တကွနော်အတင်းသားရောက်စီတိုင်းကိုလည်းရှေးဥစွာနဲ့ကျွန်တော်အထူးကျေးဇူးတင်တဲ့အကြောင်းပြောကြားလို့တယ်ကျွန်တော်တို့ Rockford မှာ Rockford ဆိုတဲ့မြို့သေးသေးလေးမှာကြီးသလား Rockford ဆိုတာမကြီးပါဘူးเนาะဒါပေမဲ့တွေးဖို့ရမ်းခဲရင်ပါတယ်เนาะကိုအလုပ်ကိုစီနဲ့ကျွန်တော်တို့သွားတယ်လာတယ်လှုပ်ကြတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ခါမှာဖျားရှင်ရဲ့ကျေးဇူးတော်တက်ကြောင့်ဤကဲ့သို့တွေ့ဆုံခွင့်ပေးတဲ့အတွက်လဲကျေးဇူးတင်တယ်နောက်များမှာလဲကျွန်တော်တို့ fellowship ကိုလဲတချို့တွေအတွက်ကတော့ကျွန်တော်ပြောတယ်ချို့ကမကြိုက်ဆရာတွေကမကြိုက်ဘူးနေရာဟောင်းလေးမှာလာပြီးမှလည်းအားပေးလို့ရပါတယ်เนาะကျွန်တော်တို့ဝေပြုစီစဉ်က7နာရီမှာစတယ် mostly ကျွန်တော်တို့ English service နီးပါးလောက်ဖြစ်နေတယ်เนาะတခါတည်းမှာကျွန်တော်လည်းဗမာလိုနဲ့ပြောတယ်ညီငယ်တွေကနားမလည်ဘူးဆိုတော့တခါတည်းကျွန်တော်အားနာပါတယ်ဒါပေမဲ့ကျွန်တော်လည်းအကောင်းဆုံးပြင်ဆင်ရပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အင်္ဂလိပ်စကားကကျွန်တော်တို့ mother language မဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြောချင်တာကိုအကုန်လုံးပြောလို့ရအောင်လဲမပြည့်စုံပြန်ဘူးဒါကြောင့်မို့ဒီကနေ့တော့အင်္ဂလိပ်စကားနဲ့ပြောဖို့မလိုထင်တယ်နော် Do I need to translate myself? Do you want it? No, right? Okay. So I'm going to continue with the Burmese, right? ပမာစကားနားမလည်လို့ရှိရင်ရွတ်ထောင်ပေးပါဦးပမာစကားနားမလည်တဲ့လူအမေကြီးတယောက်တော့ရှိမှာပေါ့နော်ဆိုတော့ဒါဒီကနေ့ကျွန်တော်တို့ဤရမှာတွေ့ဆုံပြီးမှတုံးနဲ့တူကျွန်တော်ခွန်အားပေးခြင်းနဲ့ကျမ်းချက်ကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်လူအပေါင်းတို့တည်၍ဖတ်သောငါတို့စာပင်ဖြစ်သည်အဘယ်သို့နည်းဟုမူကားသင်တို့သည်မှင်နှင့်ရေးသောစာမဟုတ်အသက်ရှင်တော်မူသောဖျားသခင်၏ဝိညာဉ်တော်နှင့်ရေး၍၎င်းကြောက်ပြားပေါ်၌မရေးဘဲအသားနှင့်ပြည့်စုံသောနှလုံးပြားပေါ်၌ရေး၍၎င်းငါတို့ပြုစုသောခရစ်တော်၏စာထင်ရှားစွာဖြစ်ကြ၏ဖတ်တော်တဲ့ကျမ်းပိုက်ပေါ်မှာကျမ်းစာရောစီတဲ့ဖျားရှင်ကောင်းကြီးပေးပါစေဒီကနေ့ကျွန်တော်နှုတ်ကပတ်တော်မသွားခင်လေးမှာကျွန်တော်ရဲ့ဘဝတက်တာအကြောင်းပေါ့နော်ကျွန်တော်နိုင်ငံတက်သေးခံခြင်းနဲ့ပြောခြင်းနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကတယောက်တယောက်မသိကြဘူးဆိုတော့တော့တစင်စကားကြားလာပြီးမှတခါတည်းမှာအမှားတွေပါကြားလာတယ်တခါတည်းမကောင်းတဲ့ຢာတွေပါကြားလာတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘဝတက်တာကိုကျွန်တော်နိုင်ငံပြောကြားခြင်းနဲ့ကျွန်တော်ကအဖဘာလို့ပြောဥအောင်ဝင်းနဲ့ပေါ့နော်အမိဒေါ်တွန်ဆောင်းတို့ရဲ့တတရမြောက်သားဖြစ်တယ်ညီကောင်မောင်နှမ9ယောက်ရှိတယ်ယောက်ျားလေး4ယောက်အကြီးဆုံးအမ1ယောက်ကနေကျွန်တော်တတရမြောက်ဖြစ်တယ်ကျွန်တော်တို့ဘယ်လိုပြောမလဲမိသားစုမှာဖခင်ကငယ်တုန်းကပြင်ဆင်ပေးတဲ့ຢာကဘာလဲဆိုရှင်ကျွန်တော်အဖေကwealthy family လို့ပြောရင်လည်းမမှားပါဘူးเนาะကျွန်တော်တို့ငယ်တုန်းကဆိုလို့ကျွန်တော်တို့မှာကားရှိတယ်တော်တော်လေးချမ်းသာတယ်လို့ပြောဖို့မဟုတ်ပြန်ပေမဲ့လည်းမိသားစုမှာအကောင်းဝင်ဆုံးနဲ့ကျွန်တော်တို့မောင်းနေနိုင်တယ်စီးပွားရေးမချခင်ထီပေါ့ဤကဲ့သို့ပဲကျွန်တော်တို့ရဲ့ဘဝခက်ခဲမှာတစ်စချိုးသွားတဲ့အရာကဘာလဲဆိုလို့ရှိရင်အိမ်မှာစားစရာမရှိလောက်ခက်ခဲတဲ့အခါဖြစ်သွားတယ်စီးပွားရေးဘယ်လိုပြောမလဲအဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလေးမျိုးယထာလန်းစားဖို့တဲ့ချိန်မှာဆိုရှင်ပေါ်တာနဲ့ကျွန်တော်တို့မှာရှိလာတဲ့ကားကိုစစ်တပ်ကအမြဲတမ်းစစ်ယူလိုက်ခံပါလားအဲ့လိုနဲ့စီးပွားကြာရင်နဲ့တော်တော်လေးကိုခဲရင်းတဲ့အရာဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့မိသားစုကဟိုးတုန်းကတော့လူတိုင်းစိတ်ချီးမွမ်းရတယ်ကျွန်တော်တို့ယူမှာဆိုလို့ရှိရင်လူတိုင်းကကျွန်တော်တို့သိတယ်ဒါပေမဲ့ခက်ခဲတဲ့ချိန်ခါမှာလူတိုင်းမသိတော့မသိတယ်လို့နေကြတာပေါ့လေဒါပေမဲ့အဲ့ဒီမိသားစုကကျွန်တော်ပေါက်ဖွာလာပြီးမှကျွန်တော်တို့ရဲ့ဘဝအသက်တာမှာရုတ်တရက်အဖိုးရဲ့ကျေးဇူးတော်ကြောင့်လို့ပြောရမယ်ပေါ့နော်ကျွန်တော်တို့ညီကိုမောင်နှမတွေအဖိုးမှာရှိတဲ့မြေးတွေအကုန်လုံးကျွန်တော်တို့ကိုကျမ်းစာကြောင်းတက်ခိုင်းတယ်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်တတိယမြောက်ဖြစ်တယ်ကျွန်တော်အမကြီးကကျွန်တော်တို့ဒီအခုရန်ကုန်မှာကျွန်တော်မိဘနဲ့အတူနေတယ်ကျွန်တော်အကိုကတော့အခုလက်ရှိမှာ Boston မှာBabson College မှာသူစီးပွားရေးcollege ပေါ့နော်တက်နေတယ်ပေါ့နော်စီးပွားရေးအတက်ကတော်တက်နေတယ်
သူ့ရဲ့အလုပ်က business ဖြစ်တယ်ဘာ business လဲဆိုလို့ရှိရင်တော့ Starfish Education ဆိုတဲ့ online ကနေ ESL သင်ကြားပေးတဲ့လုပ်ငန်းကိုသူဥဆောင်နေတဲ့လုပ်ကိုင်နေတဲ့ CEO ဖြစ်နေသူနေတယ်အခုလက်ရှိမှာသူ့မိသားစုနော်9ယောက်နဲ့အတူနော်သူ့ရဲ့ရောက်ခမရနဲ့အတူBoston မှာသူနေတယ်လက်ရှိအချိန်မှာသူဘယ်လိုပြောမလဲသင်ကြားနေတယ်ကျွန်တော်ကတော့ဒီမှာတတိယမြောက်ဖြစ်တဲ့ကျွန်တော်ကတော့ဒီနေရာမှာ Rockford မှာကျေးဇူးတော်ကြောင့်ရောက်လာပြီးမှယနေ့ထိတိုင်အောင်မှုတွေမှာပါဝင်နေတယ်ကျွန်တော်ရဲ့ညီငယ်ကမိဘတွေနဲ့အတူရန်ကုန်မှာယခုလက်ရှိချိန်ထိကျွန်တော်အကိုရဲ့စီးပွားရေးလုပ်ငန်းကိုနော်တစ်ဖက်တစ်လမ်းကနေဦးဆောင်နေတယ်ကျွန်တော်တို့ညီအငယ်ဆုံးကတော့ဘယ်နေရာမဆိုပါပဲအငယ်ဆုံးတွေကတော့109 110တွေပါပဲဒါပေမဲ့လည်းသူကလည်း Thailand မှာရှိတဲ့ကျွန်တော်အကိုရဲ့ company ကွဲမှာသူကပါဝင်ပြီးရင်အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ရဲ့မိသားစုပါဒါကြီးမှာကျွန်တော်တို့ရဲ့မျိုးရိုးမှာဘာဖြစ်တယ်လဲနောက်တစ်ခုရှိတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တည်းနဲ့အဆင်မပြေဖြစ်နေနော်ကျွန်တော်ရဲ့အဖိုးကယုံကြည်ခြင်းအရာမှာအရန်အားကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မောင်နှမတွေအကုန်လုံးသူ့ရဲ့မြေးတွေအကုန်လုံးကိုကျေးဇူးတင်တယ်ကျွန်တော်ပိတ်လိုက်မယ်နော်ကျွန်တော်တို့နကြက်နဲ့တစ်ဖက်နဲ့ဆိုတော့မြင့်မှန်နဲ့အစီမပြေဘူးဖြစ်နေဆရာမြင့်မှန်မဟုတ်ဘူးထင်တယ်နော်ဆိုတော့ကျွန်တော်အဖိုးကကျွန်တော်ရဲ့အမအကြီးအစတဝင်းခွဲအမအကြီးအစကျွန်တော်တို့ဟိုးအငယ်ဆုံးလေးတိုင်အောင်ကျွန်တော်တို့ဘာလို့တလဲဆိုလို့ရှိရင်ယုံကြည်ခြင်းအားဖြင့်အိန္ဒိယမှာကျောင်းတက်ခိုင်းတယ်အိန္ဒိယမှာကျောင်းတက်တဲ့ရှိတယ်ဆိုလို့ရှိရင်တော့ဆရာတို့သိမှာပါနော်sorry thank you ပတ်စံမရှိဘူးယုံကြည်ခြင်းနဲ့သွားတက်ရတယ်တော်တော်လေးခက်ခဲပါတယ်ဒါပေမဲ့ခက်ခဲတဲ့အရာပေါ်မှာနော်ကျွန်တော်တို့တွေ2009မှာကျွန်တော်ပြန်လာတဲ့အချိန်ခါမှာကျွန်တော်မရောက်ခင်လေးမှာ3ရက်လောက်အလိုမှာကျွန်တော်အဖိုးကကွယ်လွန်သွားတယ်ကျွန်တော်မတွေ့လိုက်ရဘူးဒါပေမဲ့လည်းသူစိုက်ခဲ့တဲ့မျိုးစိတ်ကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာညီကိုမောင်နှမတွေအားဖြင့် Asian Logos Theological College ဆိုပြီးမှကလေးမျိုးမှာကျွန်တော်တို့ကျမ်းစာကျောင်းရှိတဲ့အကြောင်းเนาะအဲ့ဒီနေရာမှာယနေ့ချိန်တိုင်အောင်เนาะသူတို့ run နေတဲ့အကြောင်းလဲကျွန်တော်ထပ်လောင်းပြီးလဲပြောချင်တယ်ယုံကြည်ခြင်းအဖြစ်မှာဘယ် sponsor မှမရှိပါဘူးเนาะယုံကြည်ခြင်းအရာကြီးဘယ်လောက်ထိကြီးပြင်းတဲ့အကြောင်းเนาะကျွန်တော်ကျမတို့တွေရဲ့သူ့ရဲ့သားသမီးမြေးစင်စစ်ထိကျွန်တော်တို့ကိုခြားထားပေးခဲ့တဲ့အရာကမျိုးစေ့အကြောင်းဖြစ်တယ်เนาะယုံကြည်ခြင်းမျိုးစေ့အရာဖြစ်တယ်ဤရာမှာကျွန်တော်ကကျမ်းစာကြောင်းမှာအလုံးမလုံးချင်တဲ့အတွက်ကြောင့်အကြောင်းပြချက်အမျိုးစုံရှာပြီးရင်ဂျောနာကဲတော့ဗောနော်ကျွန်တော်ခဏတစ်ဖြုတ်လောက်မလေးရှားလောက်ရောက်လာတယ်မလေးရှားရောက်သွားတဲ့အချိန်ခါမှာလဲဖခင်ကသူ့ရဲ့အမှုတော်ထဲမှာကျွန်တော်ကိုစစ်လက်ခေါ်တော့မယ်ဒါပေမဲ့ကျွန်တော်ရှောင်တဲ့အချိန်ခါမှာဆုံးမပါတယ်ဖခင်ဆုံးမရန်နာပါတယ်ဒါပေမဲ့လဲတငယ်ချင်းတယောက်ကကျွန်တော်စီလာပြီးရင်လူဆိုတာတဲ့ကိုယ့်အလုပ်ကိုလုပ်ရတယ်တဲ့အဲ့ဒါနဲ့ကျွန်တော်ကပြန်ပြောတယ်ငါကဘာလုပ်နေတော့တုံးနဲ့မင်းကမင်းလုပ်မင်းမလုပ်ဘူးတော့တခြားလုပ်နေတယ်ကျွန်တော်ကစစ်ပြင်နာဝါနာပါတယ်စစ်ပြင်တဲ့အရာကျွန်တော်ကိုစားတောက်ဆိုင်မှာလစာဘလောက်ပဲပေးကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်စစ်မှာလုပ်ရရင်ကျင်တတ်တယ်ဒီနေ့ထိလဲကျွန်တော်အိမ်မှာရောက်ဘူးတဲ့လူဆိုသိမှာပါနော်စစ်တွေအပြည့်နေပဲအစုပ်တွေကြီးပဲဒါပေမဲ့ကျွန်တော်ပြောတဲ့အချိန်ခါမှာပထမပြောတဲ့အချိန်ခါမှာကျွန်တော် no လို့ပြောတယ်ဒါပေမဲ့အကြောင်းကြောင့်ကျွန်တော်2013မှာကျွန်တော်တို့ KCF ဆိုတဲ့ Christian Christian Fellowship မှာသူတို့ကိုဥဆောင်ဖို့အကြောင်းဖန်လာတဲ့အခါမှာကျွန်တော်တွားလို့ပါစတာအနေနဲ့ကျွန်တော်ဥဆောင်ပါတယ်ဒါပေမဲ့ဖခင်ကိုကျွန်တော်ပြောတယ်ကိုရောဘာကြောင့်ဒီအရာကိုကျွန်တော်ကိုလှုပ်ခိုင်းတာလဲဆိုတဲ့အရာကိုပြောတဲ့အခါမှာဖခင်ကကျွန်တော်လင်များနဲ့နည်းနည်းလေးစကားများပြီးမှနော်လင်များဆိုတာတော့ရှာနေသွားလို့ပါပဲအစီအမပြေတဲ့အချိန်ခါမှာဘာဖြစ်လာတယ်လဲဆိုလို့ရှိရင်ကျွန်တော်ကအမြဲတမ်းဒီနေ့ထိတိုင်အောင်ပဲကျွန်တော်ရဲ့ဖုန်းက24 hour silent ထားတယ်တချို့အရာတွေပဲကျွန်တော် open ထားတဲ့အရာတွေရှိတယ်ဆိုတော့အဲ့ဒီနေ့မှာကျွန်တော်ဖျားကိုစုတောင်းတယ်ကိုရောဘာကြောင့်ကျွန်တော်ကိုခေါ်တာတုံးဆိုတဲ့မေးခွန်းကျွန်တော်မေးခဲ့ဘူးတယ်အေးမင်းကငါဒီဟာကြောင့်ခေါ်တာဆိုမှကျွန်တော်ကိုသင်ခန်းစာပေးလိုက်တဲ့အရာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုညမှာဖုန်းဝင်လာတယ်အတန်မီတော့ကျွန်တော်လည်းလန့်သွားတယ်ဟာဘလို့လို့ငါဖုန်းကအတန်မီတာတော့ငါများဖုန်းမိသလားဆိုပြီးမှကျွန်တော်ဖုန်းကောက်ကင်လိုက်တယ်ကျွန်တော်ဆူတောင်းပြီးရတဲ့ဖုန်းကလာတဲ့ချိန်ခါမှာကျွန်တော်ကခံစားရရဘာလဲဆိုလို့ရှိရင်ဟာဘယ်သူလဲမသိဆိုပြီးမှကျွန်တော်ဖုန်းကန်လိုက်တဲ့အချိန်မှာပထမဆုံးလာတာကဘာလဲဆိုလို့ရှိရင်ဆရာတဲ့လူ
နာရှိတယ်ဆုလာတောင်းပေးပါတယ်အမလေးအရန်ကိုချိုမြိန်တယ်ကျွန်တော်ကလူနာရှိတယ်ဆုလာတောင်းပေးပါဆိုလို့ပြောတဲ့အတွက်ကြောင့်မလေးရှားမှာညတနားရီလောက်ကြီးတွားဖို့ဆိုတာတော်တော်ကိုတော့ခက်ခဲတယ်လူစိုးဓမြတွေပေါ်တဲ့အချိန်မှာတွားဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့လည်းပြောမှတော့ပါစတာအနေနဲ့ကတော့သွားတော့တာပေါ့အဝေးကြီးလည်းမဟုတ်ပြန်ဘူးနီးလည်းမဟုတ်ပြန်ဘူးတက္ကစီငှားသွားဖို့ဆိုလဲဝေးတက္ကစီသမားတွေမမောင်းချင်ပြန်ဘူးကျွန်တော်ချင်းနဲ့သွားတဲ့အချိန်ခါမှာတကယ်တမ်းကျွန်တော်သွားတွေ့တဲ့လူကသူတို့ကလည်းအယံကိုအတင်းသားတွေချစ်စရာကောင်းတယ်ပါစတာကိုလိန်ပြီးမှနော်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီလူနာမဟုတ်ဘူးနတ်ဆိုးဆွဲတဲ့လူဖြစ်နေတယ်အဲ့ဒါမှပြဿနာပဲမင်းတို့ပြောလေဆိုဆရာကိုကျွန်တော်တို့ပြောလို့ရှိရင်လာမှာမဟုတ်ဘူးလေတဲ့အမလေးဟဲအယံကိုချစ်ဖို့ကောင်းပါဒါပေမဲ့ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ကိုဖခင်ကမင်းကိုငါဒီဟာအတွက်ခေါ်တာပါလို့ပြောတဲ့ချိန်ခါမှာကျွန်တော်အဲ့နေရာဆိုင်မငင်းတော့ပါဘူးဒီနေ့အထိဘယ်နေရာဘယ်ဒေသမဆိုနော်ဘာပဲဖြစ်နေနေဘလို့ပဲအချိန်နေရှိနေပါစေကျွန်တော်လုပ်ရမယ့်အလုပ်ကိုကျွန်တော်ဒီနေ့အထိဖခင်ရဲ့အမှုတော်ထဲမှာတစ်စိတ်တစ်ပိုင်းပါဝင်တဲ့အကြောင်းဒီကနေ့မှာကျွန်တော် raw form မြို့မှာရောက်လာပြီးမှဒီ raw form မြို့ရောက်ဖို့ဆိုတာကလည်းနော်အကြောင်းမျိုးကြောင့်အကြောင်းမျိုးနဲ့ဖခင်ကပြင်ဆင်ပေးတယ်ကျွန်တော်လိပ်စာပေးတယ်အစမပြေဘူးနောက်ဆုံးမှာကျွန်တော်တို့ OP ဖြစ်တဲ့ချိန်ခါမှာကျွန်တော်ပေးတဲ့ချိန်ခါမှာအစင်ပြေတဲ့နေရာပဲသွားကြတော့မယ်ကွာဘယ်နေရာမှာဆိုရွေးတာကဖခင်လိုတော့ရှိတယ်သွားပါမယ်ဆိုပြီးမှကျွန်တော်သွားခဲ့တဲ့အတွက်ဒီနေရာမှာရောက်ရှိပြီးမှဖခင်ဘာကြောင့်ဒီနေရာမှာကျွန်တော်ကိုထားတယ်လဲဆိုတာကိုနော်ကျွန်တော်မင်းလည်းမမေးခဲ့ဘူးတယ်လို့မင်းလည်းမင်းမှာမဟုတ်ပါဘူးကိုတော့ဘာကြောင့်ဒီမှာကျွန်တော်ရှိနေရလဲဘယ်ချိန်ထိတောင်ရှိနေမလဲကိုတော့ပြင်ဆင်ပေးမဲ့အရာဘယ်ချိန်ထိလဲဆိုတာကိုကျွန်တော်ဒီနေ့ထိပြောရမယ်ဆိုရင်စစ်လက်ပြီးမှကျွန်တော်မှုတော်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မိသားစုတရမှာတော်၎င်းဒီ raw form မြို့မှာကျွန်တော်ကောင်းကြီးရတဲ့သားသမီး2ယောက်ရှိတယ်နော်ဤကဲ့သို့ကျွန်တော်အမျိုးသမီးနဲ့အတူအမှုနဲ့ပါဝင်တဲ့အတွက်လည်းကျွန်တော်တို့ကိုလည်းအမြဲတမ်းစေတတိတရားဆုတောင်းပေးပါလို့ကျွန်တော်ပြောချင်တယ်ခုနကကျွန်တော်တို့ကျမ်းစာဖတ်သွားတဲ့ကဲ့သို့ပဲယုံကြည်သူတိုင်းကကျွန်တော်တို့စာရှိတယ်ဗမာစကားလုံးမှာအပြောတရားစာတစ်ကြောင်းကျွန်တော်ပြောမိသွားတယ်ကျွန်တော်ကမြန်မာပြည်မှာကျောင်းဆရာလေးလုပ်ဘူးတယ်ဆိုတော့ကျွန်တော်ရဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်မြန်မာစကားပြောလို့ရှိရင်နည်းနည်းလေးမာတယ်ကျောင်းဆရာဆိုတိတိုင်းမဲငေါ့မဲဆူမဲနော်ရိုက်မဲဒါကျွန်တော်တို့အလုပ်ဖြစ်တယ်မြန်မာစကားမမှန်လို့ရှိရင်လေကျွန်တော်ကအမြဲတမ်းထောက်တက်လေးရှိတယ်စကလုံးမှားလို့ရှိရင်ဒီခေတ်မှာတော့စကလုံးမှားလို့ရှိရင်ဘာမှတိတ်မထူးချောင်းဒီကနေ့ကျွန်တော်ပြောတာမဟုတ်ဘူးပေါ့နော်ဒီကနေ့ကျွန်တော်မြင်တဲ့အရာလေးပေါ့လဲတော့ကိုရောဆိုတော့ကိုတလုံးမဲအဲ့ဒီကိုတလုံးမဲဆိုလို့ရှိရင်ကျွန်တော်တို့ရည်စားတွေပဲခေါ်တာလေဆိုတော့ရက်သက်မပါတဲ့ချိန်ခါမှာအတိတ်ကပြောင်းသွားတယ်ဒါပေမဲ့စကားမှာတော့အဆင်ပြေတယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးဘယ်လိုပြောမလဲတောက်ထောက်မြင်တက်လေးရှိတယ်ဗမာစကားလုံးတွေမှာဘာကြောင့်လဲကျွန်တော်ရဲ့အလုပ်ကဘယ်လိုပြောမလဲကျောင်းဆရာဖြစ်တဲ့အတွက်ကြောင့်တခါတည်းမှာကျွန်တော်လည်းနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်ဤကဲ့သို့ကျွန်တော်ခုနကပြောစာဆိုတဲ့အရာဒီကနေ့ကျွန်တော်တို့ခရိယာန်ယုံကြည်သူတွေရဲ့အသက်တာမှာနော်လူတွေကကျွန်တော်တို့ကိုဘယ်လိုကြည့်နေတယ်လဲဒီနိုင်ငံမှာပြီးမှကျွန်တော်တို့တုံးနဲ့တူပြောကြတယ်နင်ကခရိယာန်လားတဲ့မှတ်ထားပါဒီနိုင်ငံမှာသွားတော့မမေးပါနဲ့တခြားလူတွေနော်ဘာကြောင့်လဲဆိုရှင်ဒါသူတို့ရဲ့ culture သူတို့ကြော်ဖြတ်လာတဲ့အရာတွေနော်နှစ်ပေါင်းများစွာကြော်ဖြတ်လာတဲ့အရာတွေထဲမှာသူတို့မကြိုက်ဆုံးကမင်းကဘာကိုးကွယ်တယ်လဲဤကဲ့သို့ပဲဒီနေ့ကျွန်တော်ခေါ်အပ်ချင်တဲ့ကဘာလဲဆိုလို့ရှိရင်မယုံကြည်သူတွေကခမားနဲ့ကျွန်တော်ရဲ့အသက်တာမှာဘယ်လိုကြည့်နေတယ်လဲဆိုတဲ့အရာသူတို့ဘယ်လိုစာဖတ်နေတယ်လဲရှေ့နေတွေရဲ့ဘဝမှာတော့ရှေ့နေတွေကဘာပြောလဲအပြောတရားစာတကြောင်မင်းကိုဘလောက်ပဲပါဇက်နဲ့အမွေပေးစာမပါလို့ရှိရင်တက်သိမရှိဘူးအပြောတရားစာတကြောင်ဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့ကျွန်တော်တို့တွေယုံကြည်သူတွေနေနဲ့ဖះကိုယုံနေလို့ပြောပြီးမှဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာမှာဖះကကျွန်တော်တို့ယုံရလားဆိုတဲ့မေးခွန်းကိုလည်းကိုယ့်ကိုပြန်ဆန်းစစ်စေခြင်းတယ်နံပါတ်1အနေနဲ့ကျွန်တော်ခေါင်းစဉ်တက်ချင်တာကယုံကြည်ခြင်းအရာမှာဖြစ်တယ်ကျွန်တော်တို့တမန်တော်ကြီးရှင်ပေါလုကနော်ကောရိန္သုဩဝါဒစာထဲမှာဆိုလို့ရှိရင်နော်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤ3ပါးသည်တည်လျက်ရှိဒီကနေ့ကျွန်တော်ခွန်အားပေးခြင်းတဲ့အရာဖြစ်တယ်ဒီ3ချက်မှာယုံကြည်ခြင်းလို့ကျွန်တော်ပြောချိန်ခါမှာတခါတည်းကျွန်တော်ဘု து တမ်းမြင်လဲဆိုလို့ရှိရင်အာဗြဟံကိုကျွန်တော်တခါတည်းတမ်းမြင်လိုက်ကြတယ်နော်ဘာကြောင့်လဲယုံကြည်ခြင်းအဖားလို့ပြောတဲ့အရာမှာ
ကျွန်တော်တို့ပြန်လဲကြည့်ရှုမယ်ဆိုလို့ရှိရင်ဟေဘဲထဲမှာတော့လည်းကောင်းနော်ဟေဘဲကျမ်းစာကိုရေးတဲ့လူကအာပေါလုလည်းဖြစ်နိုင်တယ်လို့နော်တဲရောက်ဖြစ်နိုင်တဲ့အကြောင်းဒါပေမဲ့အတိအကျမပြောထားတဲ့အတွက်ကြောင့်အာပေါလုဖြစ်ဖို့ပိုများတယ်လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကအာဗြဟံကသူ့အသက်100ပြည့်ပြီမဲ့နော်အသက်ကြီးရင်တယ်လို့လည်းမတတ်မှတ်တယ်လို့ရလာမယ်လို့လည်းဘယ်လိုပြောမလဲကလေးရမယ်လို့မျှော်လင့်ထားတဲ့အရာဖြစ်တယ်သူယုံကြည်ခြင်းအားကြီးတဲ့ပုံဖခင်ရဲ့ဂရုတော်ပေးထားတဲ့အရာကိုဒါပေမဲ့ကပ္ပဦးကျမ်းထဲမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာကိုတွေ့ရတယ်လဲဆိုလို့ရှိရင်ကောင်းကင်တမန်တွေလူအတဲ့ရောက်လာတဲ့အချိန်ခါမှာနော်မင်းတို့သားဖွားရမယ်ဆိုတဲ့ဂရုတော်ကြောင့်ပြောပြတဲ့အခါမှာသူ့ရဲ့မျိုးသမီးကဘာဖြစ်နေစာရာဘာဖြစ်နေလဲရည်နေတယ်ဟုတ်ပါမလားကွာဆိုတဲ့အရာယုံကြည်ခြင်းရမှာအားကြီးတယ်လို့ကျွန်တော်တို့ပြောပြီးမှဟုတ်ပါမလားကွာလို့ပြောတဲ့အရာကျွန်တော်ရဲ့အသက်တာမှာယုံကြည်ခြင်းလို့ပြောလို့ရှိရင်တော့နော်ကျွန်တော်အဖိုးပေးခဲ့တဲ့ယုံကြည်ခြင်းကကျွန်တော်ဒီနေ့မှာကျွန်တော် share ခြင်းတဲ့အရာတစ်ခုရှိတယ်ကျွန်တော်အဖိုးရဲ့ယုံကြည်ခြင်းကဘာလဲဆိုကျွန်တော် main လေးရှိအဖိုးနဲ့နေတဲ့အချိန်အတော်အတွင်းလေးမှာဆိုရှင်အဖိုးတို့ခရိယံဘလို့ဖြစ်လာတာလဲပြောစမ်းပါသူပြောတဲ့စကားလို့ကျွန်တော်ဒီနားထန်နဲ့မထွက်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ငါနဲ့မင်းအဖွားခရိယံခရစ်တော်ကိုကိုယ့်ရဲ့ကယ်တင်ပန်းရှင်အဖြစ်လက်ခံပြီးတဲ့နေ့ကစပြီးရင်အချိန်ကစပြီးရင်အသက်တာပြောင်းလဲတယ်ဘာပြောင်းလဲတယ်လဲဆိုလို့ရှိရင်ဆေးလိမ့်မတောက်တော့ဘူးဒီနေ့ဆေးတောက်ရလို့ရှိရင်ကျွန်တော်နားလည်ပေးပါအရက်မတောက်တော့ဘူးဖြစ်နိုင်ပါမလားဆိုအဖိုးနဲ့အဖွားကအမြဲတမ်းစိတ်နောက်တက်လေးရှိတယ်ကျွန်တော်လည်းအရင်ပါတယ်သူတို့ရဲ့ယောဂနဲ့ပေါ့နော်သူတို့ရဲ့ဗီဇပါတယ်ထင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဖိုးကပြောတယ်မင်းအဖွားဟိုတုန်းကဆိုလေတဲ့ဆေးလိပ်ကိုတဲ့ဒီမှာ1 2 3 4လိပ်ဖွာပြီးမှဒီလိုဖွာပြီးမှတောက်တတ်တဲ့လူကတခါမှမနာတဲ့လူအဖွားပြန်ပြောတယ်နင်ကသူများကိုပဲပြောတယ်နင့်ကိုနေကြပြောကြည့်အောင်လေလို့ပြောတယ်ဒါပေမဲ့အဖိုးကပြောတယ်ဟုတ်တယ်တဲ့ငါတို့ခရစ်တော်ကိုကယ်တင်ပန်းရှင်ဖြစ်လက်ခံယုံကြည်တဲ့နင့်ကစားပြီးရင်ဒီအရာကငါတို့အတွက်အေးဆေးပဲဟာကျွန်တော်အံ့ဩသွားတယ်ဘာကြောင့်မလဲအဲ့လောက်ကြီးမားတဲ့ယုံကြည်ခြင်းကသူတို့ရဲ့ဘဝတတမှာပြောင်းလဲတယ်ဆိုတာကျွန်တော်ယုံကိုမယုံနိုင်ဘူးဘာကြောင့်လဲတချို့တွေပြောကြတယ်နည်းနည်းချင်းစီနဲ့ဖြတ်မှာပေါ့နည်းနည်းချင်းစီနဲ့လုံမှာပေါ့ကျွန်တော်အဖိုးရဲ့ဘဝတတကိုကျွန်တော်ကြည့်ရှုတဲ့အခါမှာနံပါတ်1အရာဘာတွေ့ရလဲဆိုရှင်ဖះเจ้าဘယ်တော့မှနောက်မကြောက်သူတို့ရဲ့မြေးတွေသားသမီးတွေကိုတင်ပေးတဲ့အရာကဘယ်တော့မှနောက်မကြရဘူးနောက်ကြမလာတော့နဲ့တဲ့ကျွန်တော်ကငယ်ကဲစားကျွန်တော်ဖះเจ้าမှာဂီတာပြတဲ့အတွက်ကြောင့်ကျွန်တော်ကဘာဖြစ်လာလဲဆိုလို့ရှိရင်ဂီတာတီးရဲ့လူကနောက်ကြလို့မရဘူးစောရောက်ရတယ်မရောက်လို့ရှိရင်လာထားအိမ်ပြန်လို့ရှိရင်အနည်းဆုံးသူကိုယ်တိုင်တရားဟောတယ်နိုင်ဝက်တော့ကြာတနာတော့ကြာသွားတယ်ကျွန်တော်တို့ကို train လာတဲ့အခါမှာကျွန်တော်တို့ဘဝမှာဖះเจ้าနောက်ကြဖို့ဆိုလို့ရှိရင်တော်တော်ကြောက်ရတယ်ရွာမှာပြန်သွားလို့ရှိရင်လည်းအဖို့တရားဟောရင်အနည်းဆုံးတနာယူခွဲပဲကျွန်တော်တို့တောက်လျှောက်ဆုံးပါတယ်ယုံကြည်ခြင်းရမှာကျွန်တော်တို့ထားဖို့ဘာကြောင့်လဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောပြီးမယုံကြည်သူတွေကကျွန်တော်တို့ကိုဒီ Rockford မြို့မှာလဲကျွန်တော်တို့ကိုကြည်နေတယ်ဘာလဲမင်းတို့တွေဘလို့လဲမင်းတို့ကငါတို့ဘလို့သိမလဲခရစ်တော်အသက်ရှင်တဲ့ခရစ်တော်ဖျားကိုယုံကြည်ရလို့ပြောပြီးမှမင်းတို့ဘာကြောင့်တန်းမုန်းနေကြတာလဲလို့ကျွန်တော်ကိုလာမေးတဲ့မေးခွန်းဒီကနေ့ကျွန်တော်မှအဖြေမရှိဘူးချစ်တော်ညီကိုမောင်မတို့ဗမာတွေဗုဒ္ဓဘာသာတွေလို့ကျွန်တော်ပြောလိုက်မယ်နော်သူတို့ဘုန်းကြီးကျောင်းသွားလို့ရှိရင်ဘုန်းကြီးကျောင်းမှာသူတို့အလှူထဲလို့ရှိရင်ဘုန်းကြီးကျောင်းမှာသူတို့ဒါနလုပ်တယ်ဆိုလို့ရှိရင်ဘာလုပ်တယ်လဲဘုန်းကြီးကျောင်းမှာသူတို့သွားလို့ရှိရင်ဥချပြီးမှနောက်ဆုံးနေရာမှာဘယ်သူမှမယူဘူးရှေ့ဆုံးနေရာမှာဘုန်းကြီးနဲ့တော့သူ့ရဲ့ရှေ့မှာနေရာရပြီးရင်သူဒီကနေ့ငါသူ့စီကနေဘာရမလဲဆိုပြီးမှနော်လက်ပိုက်ပြီးလက်ထိုင်နေတာမဟုတ်ဘူးလက်အောင်လေးချီးပြီးမှရိုးသေးသေးနဲ့နော်ဘုန်းကြီးကိုနော်ဖျားတစ်ပါးကဲ့သို့ဥချပြီးမှသူတို့ဘာလုပ်လဲနာခံတာသူတို့လှူလို့ရှိရင်လည်းမလောက်တလောက်မလှူဘူးရှမ်းနေအောင်လှူတယ်အဲကြောင့်မို့တကသူတို့ရဲ့အသက်တာမှာရှမ်းနေအောင်လှူတဲ့အခါမှာနော်ကောင်းကြီးတွေအများကြီးရတယ်ဘာကြောင့်လဲခင်ဗျားနဲ့ကျွန်တော်တို့သိဖို့ကစာတန်လည်းတတ်နိုင်တယ်ကျွန်တော်တို့ယုံကြည်သူတွေကယုံကြည်ခြင်းမှာအားကြီးတယ်မှန်းတယ်ဒါပေမဲ့
လှူတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်မပြောတော့ပါဘူးနော်ဘာကြောင့်လဲဥပမာဒီနေ့အလှူငွေထည့်တယ်ကျွန်တော်တို့ယူမှာတယောက်ရှိတယ်ဆုံးတော့အိမ်တော်ပြန်သွားပါပြီနော်အိမ်တော်ပြန်သွားလည်းပြောမလားငရဲသွားလည်းကျွန်တော်ပြောမလားတော့မသိဘူးပေါ့နော်သူ့ရဲ့အကြောင်းကတိတ်တော့မကောင်းဘူးဒါပေမဲ့ तू က UPC အတင်းတော်อ่ะဆိုတော့သူတို့အတင်းတော်ပြောလို့ပါဟာတဲ့ငါတို့အတင်းတော်ထဲမှာတော့အစမပြေဘူးကွာတဲ့ဒီတယောက်စီမှာအလှူခံရတာအစမပြေဘူးတဲ့ဟာစိုးစားမအောင်မင်းတို့ကလည်းဘလို့လဲလူငယ်တွေဆိုကျွန်တော်ပြောကြတယ်သူ့စီမှာလာလို့ရှိရင်တဲ့ तू ကတဲ့နော်ပတ်စာရေးကိုဖွင့်ပြီးမှဘယ်အရာကအသေးဆုံးလဲအကြီးဆုံးကနေရွှေ့ပြီးမှဘယ်အရာကအသေးဆုံးလဲဆိုပြီးမှအလှူငွေထည့်တယ်သူ့ရဲ့လေပိုင်နဲ့လေထဲမှာတခြားနွားတွေတခြားဒရိတ်ဆန်တွေဝန်ခွင့်မပေးဘူးတရက်တော့သူ့ကိုဘာပြောလဲဆိုလို့ရှိရင်ကဲမင်းကျွဲနွားတွေဝင်တယ်မင်းကတရားဆွဲမယ်တဲ့အဲ့နဲ့ကျွဲเจ้าသမားကဘာပြောလဲဆိုလို့ရှိရင်မင်းအလောက်တောင်မှငါ့ကိုတရားဆွဲမယ်ဆိုလို့ရှိရင်တဲ့မင်းရဲ့လေကွက်တွေကိုဖျားလို့လိတ်ပြီးမှတဲ့မင်းကိုယူသွားပါတဲ့ပြီးမှကျန်တဲ့နေရာမှာငါကျွဲเจ้าတော့မယ်လို့ပြောတဲ့အချိန်ခါမှာစကားတစ်ခုမှမရှိဘူး तू ဆုံးသွားတဲ့အခါမှာလေနာမည်ပြည့်နဲ့ဘလောက်ထိဆိုးတယ်လဲဆိုလို့ရှိရင် तू အတုပမှာကျွန်တော်သွားတဲ့အချိန်ခါမှာလူမရှိဘူးကျွန်တော်တို့ရွာမှာ TYO ဆိုတဲ့လူငယ်ဖွဲ့အစည်းရှိတယ်အဲ့ဒီလူဖွဲ့အစည်းကအတုပရှိရဆိုလို့ရှိရင်မလာလို့ရှိရင်900ကောက်တယ်လူငယ်တွေအကုန်လုံးကမလာဘူးအဲ့ဒီ900ကိုပေးတယ်ဘလောက်ထိသူ့ဘဝမှာသူ့စာရေးထားခဲ့တယ်လဲဆိုတဲ့အရာဒီကနေ့မှာကျွန်တော်ရှင်းချင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဒီကနေ့ကျွန်တော်တို့မိသားစုစုံလင်းနဲ့နော်ဖျားเจ้าကိုရောက်လာနိုင်ပါတယ်လို့နော်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်လက်ညှိုးထောင်မှာဆိုလို့ရှိရင်စုံချင်းမစုံမယ်လေကျွန်တော်တို့ယုံကြည်ခြင်းအားကြီးတယ်ကိုသားသမီးတွေလည်းကိုယ်ဘလို့ကြည်နေတယ်လဲဖျားเจ้าထဲမှာပဲအယမ်းဆူတောင်းအားကြီးမှအိမ်ရောက်လို့ရှိရင်ခေါင်းတွေခောက်ဟွာတွေလောက်တာစာကျွန်တော်ယုံကြည်သူတယောက်အနေနဲ့ကျွန်တော်တို့ဘလို့များ behavior ကျွန်တော်တို့ဘလို့များလောက်ကြတယ်လဲယုံကြည်ခြင်းအရာမှာတော့တချို့အရာတွေအများကြီးရှိပါတယ်အားကြီးတဲ့အရာတွေဒါပေမဲ့ကျွန်တော်တို့ကိုပတ်ဝန်းကျင်ကနေဘလို့ကြည်နေတယ်လဲကိုမိသားစုမှာကိုသားသမီးတွေကိုဘလို့ကြည်နေတယ်လဲဒီနိုင်ငံမှာနော်ကျွန်တော်တို့ခမသားသမီးတွေကိုဒီမှာရှိတဲ့မိဘတွေကိုကျွန်တော်ခမသားသမီးနဲ့ကျွန်တော်ကိုအနည်းဆုံးတနားရွယ်နေခိုင်းခမတို့မိခင်တွေဗာစိတ်သက်ထားလဲဆိုတော့ကျွန်တော်သိရလိုက်မယ်။ဘာကြောင့်လဲ။သူတို့တွင်တင်ပေးတဲ့အရာတွေနော်အိမ်မှာခမနဲ့ဘလို့ဆက်ဆံနေတဲ့အရာတွေဆိုတာသားသမီးတွေမလိမ့်တတ်ဘူး။ဘလို့ရှိရဲဆိုတာချစ်ချင်းသိလို့ရတယ်။ဘာကြောင့်လဲ။ကလေးတွေကရိုးရှင်းတယ်လေ။ပုပ်ပွလင်းပြောကြတယ်။ဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူး။နော်တရက်ကျွန်တော်မက်ဆီကန်ရောက်သွားတဲ့အချိန်ခါမှာလူတယောက်ကကျွန်တော်ကိုဒီမှာနေသွားဘူးပါတယ်ကျွန်တော်ကိုပြောတယ်ဆရာကမေးခွန်းမေးချင်တယ်တဲ့ဟာမေးလို့မေးတငယ်ချင်းလို့လည်းဖြစ်တယ်ဆိုတော့ဆရာဝဲမေးရတယ်မေးစမ်းမအောင်နဲ့ဘာကြောင့်မို့ယုံကြည်သူတွေကsorry ဘာကြောင့်မို့တဲ့အသင်းတော်လူကြီးတွေတချို့တွေစင်မပြေတွေရှိတယ်တချို့တွေတဲ့ဖျားเจ้าကိုရောက်လာကြပြီးမှသူတို့ရဲ့ဝင်တာတွေကိုတကားဝမှာထားပြီးရင်ဖျားရှိခိုးပြီးမှဟာလေယာအာမင်လို့ရှိခိုးပြီးမှအိမ်ပြန်သွားတဲ့အခါမှာသူတို့ဝင်ထုတ်ကြီးကိုယူသွားပြီးမှပြန်သွားကြတာကျွန်တော်မြင်တော့စိတ်မကောင်းဘူးတဲ့ဆရာဘလို့မြင်လဲတဲ့ဟာကျွန်တော်ဘာပြောမှမသိဘူးဘာကြောင့်လဲကျွန်တော်တို့ရဲ့ဘဝအသက်တာမှာသူများတွေကျွန်တော်တို့ကိုကြည်နေတယ်ဆိုတာဒီနေ့ကျွန်တော်မှန်ကြည့်တဲ့အခါမှာကိုယ့်ကိုမြင်ပြီးရင်ဘယ်နာမှာကောင်းတယ်မကောင်းတယ်ပေးတယ်မပေးဘူးဆိုတာကိုကြည့်ရှုဖို့အလို့ဟာကျွန်တော်တို့သားသမီးတွေကလည်းကျွန်တော်တို့ကိုငါအမေဒီနေ့ဖယ်သွားမလဲအင်ကြီးတော့ကောင်းကောင်းဝတ်တယ်ဒီကနေ့ကျန်းစာပွားလို့ရှိရင်လည်းရုပ်ထောင်ကောင်းကျန်းစာအုပ်ဖျားရှင်ကောင်းကြီးပေးပါစေကျွန်တော်တို့ဖုန်းထဲမှာအရန်ဆင်ပြေတယ်လူတိုင်းစိကျွန်တော်ဆရာပီတာနဲ့စကားပြောတဲ့အချိန်ကမှဆရာပီတာကဒီနေ့မှာငါတို့လည်း IT ခက်တော့ရောက်နေဆိုတော့ငါတို့လည်း IT ခက်လောက်ကြည့်အောင်လို့ကျွန်တော်ပြောတယ်အဲ့နဲ့ကျွန်တော်ကတမန်ကျန်းစာအကောင်းဆုံးမှာဆရာရဲတဲ့ဖုန်းထဲမှာနော်ဖုန်းထဲမှာအကုန်လုံးပြည့်စုံတာမဟုတ်ဘူးအကုန်လုံးရှိတာမို့တချို့အရာလေးစလုံးလေးတွေကြံခဲ့တဲ့အခါမှာအဆင်ပြေရတယ်အများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဖျားချောင်းသွားဖို့အလို့ငါခမည်းဖျားချောင်းသွားတယ်လို့ပြောရလောက်အောင်ဘယ်အရာကခမည်းကိုဒီအရာလေးကနော်ကျွန်တော်တငယ်ချင်းတသက်ခံမှုတယ်ယူအန်ကမရှိဘူးမလေးရှားမှာရေလာတွေကသူ့ကိုဖမ်းတဲ့အခါမှာသူ့ရဲ့လက်ထဲမှာဘာရှိလဲကျန်းစာအုပ်ရှိတယ်ဒီလိုပဲကင်ထားတာဖမ်းရင်လည်းငါထောင်ထဲရောက်ရင်လည်းဒီဟာတော့ယူသွားမယ်ဆိုမှသွားတဲ့အချိန်ခါမှာနော်ရေလာတွေကအိုးမင်းဘယ်ပြန်လာလုံးနဲ့ဖျားချောင်းကလည်းပြောတယ်ဟောင်းဒီမှာလို့ပြလိုက်တယ်အော်ဟုတ်သားပဲသူတကယ်ပြန်လာတာပဲ
အဲ့ဆိုသွားတော့တကယ်ချင်းနဲ့ကျန်းစာကိုလည်းတစ်ခါတည်းမှားတယ်အရင်တစ်ခုကြည့်ရတယ်ငါတော့မထင်ထားဘူးတဲ့ငါ့ကိုတဲ့ဖမ်းပြီးငါသွားပြီးငါထောင်ကြပြီလို့ထင်ထားပေမဲ့လေငါ့ကိုဒီကျန်းစာကကယ်တယ်ကျွန်တော်ပြောချင်တဲ့အရာကသားသမီးတွေကကျွန်တော်တို့ကိုကြည့်ရှုတဲ့အခါမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအရာဆူတောင်းခြင်းဘလို့များသင်ပေးနေတယ်လဲသူများကျွန်တော်ဘလို့ကြည့်နေမယုံကြည်သူတွေကဟာမင်းတို့ကတော့ဖခင်မှာအယမ်းချစ်ကြတယ်အယမ်းကောင်းကြပါတယ်ဒါပေမဲ့လေအပြင်မှာကြမလို့ဘလို့ဖြစ်နေကြတာတော့ပြောတဲ့အခါမှာကျွန်တော်တော်တော်လေးကိုစဉ်းစားဘူးတယ်ဒါကြောင့်ချင်းကြရအောင်ကျွန်တော်တို့အသက်တာတွေမှာယုံကြည်ခြင်းအရာမှာအားကြီးပြီးမှဘာလဲဆိုလို့ရှိရင်တချို့အရာတွေမှာကျွန်တော်တို့အားနည်းတဲ့အရာတွေရှိတောင်းရှိတတ်မှာပါကျွန်တော်တို့ဘဝသက်တာမှာယုံကြည်ခြင်းနော်မျိုးစိတ်ကျဲကြတယ်တချို့တွေကျဲကြပါယုံကြည်ခြင်းမှာတချို့တွေကဆရာတွေကိုမျိုးစိတ်ကျဲတဲ့အခါမှာကျွန်တော်ဆိုပြောတယ်ဆရာ love give တယ်မှန်ပါတယ်ကျွန်တော်ကျေးဇူးတင်တယ်ဒါပေမဲ့အကြောင်းရင်းရှိပါစေကျွန်တော်လူတယောက်ကိုအမြဲတမ်းပြောဘူးတယ်ခမည်းအမျိုးသားအစင်မပြေဘူးဆိုလို့ရှိရင်သူ့နာမည်တက်ပြီးမှမျိုးစိတ်ကျဲပါကျွန်တော် ENCC ဘက်မှာရောက်သွားချိန်ခါမှာဆရာမျိုးစိတ်ကျဲခြင်းတယ်စိုးစမ်းမအောင်ဘာအတွက်လဲကျွန်တော်တို့ဒီလိုဖြစ်တယ်ကောင်းပြီဆူတောင်းပေးရလဲကျွန်တော်တို့အားရှိပါတယ်မျိုးစိတ်ကျဲတယ်လို့ပြောတဲ့အခါမှာနော်ကျွန်တော်လူတယောက်ကိုကျွန်တော်ကိုဖုန်းဆက်ပြီးမှतू ကကျွန်တော်တို့ကျမ်းစာကျောင်းကကျောင်းသားတယောက်ဖြစ်တယ် तू ဗီဒီယိုရပြီးတဲ့ခါမှာမစ်ရှင်မှာ तू ဝင်တဲ့ချိန်မှာအကိုရဲတဲ့ကျွန်တော်ဘွားမှာတဲ့ကျွန်တော်တို့အခုလက်ရှိလုပ်နေတဲ့မစ်ရှင်မှာကျွန်တော်ဆိုလာလေးလိုချင်ပါတယ်တဲ့ဆူတောင်းယုံကြည်ခြင်းအရာဖြစ်တယ်မဟုတ်လားဆူတောင်းဟုတ်ကဲ့ဆူတောင်းပါတယ်တဲ့ရိုးနဲ့မရအောင်စစ်လက်ပြီးတောင်းတက်တောင်းနော်မင်းယုံကြည်ခြင်းဘယ်လောက်ကြီးတယ်လဲဆိုတာကိုလည်းသိရအောင်ဆိုပြီးမှအဲ့ဒီအပတ်မှာပဲကျွန်တော်ဆရာပီတာကဟိုမှာအိန္ဒိယနာမှာသူတင်တန်းပေးမယ်ကျွန်တော်ကားမောင်းပေးပါလို့ပြောတဲ့အချိန်ခါမှာကျွန်တော်ကားမောင်းပေးတယ်ကားသမားအနေနဲ့ကျွန်တော်သွားတဲ့အတွက်ကြောင့်ကျွန်တော်ဘာမှမမျှော်လင့်ထားပါဘူးဒါပေမဲ့အမျိုးသမီးတယောက်ကကျွန်တော်စီမှာလာပြီးမှအသက်တော်ကြီးနေပြီဆရာတဲ့မျိုးစိတ်ကျဲပြရစီတဲ့ဟာအိုးကျွန်တော်ဟိုလာတယ်ဟုတ်တယ်ကျွန်တော်မျိုးစိတ်ကျဲခြင်းတယ်ကဲဘာကျွန်ဆရာဘာပဲလုပ်လို့ကျွန်တော်သဘောကျတယ်အဆင်ပြေတယ်ဆိုပြီးမှကျွန်တော်ကို check လက်မှတ်လာပေးတယ်အဲ့ဒီချိန်ခါမှာအဲ့ဒီချိန်လက်မှတ်ကိုကျွန်တော်ကြည့်ပြီးမှဘာလို့မှအားနဲ့ကျွန်တော်ဆရာပီတာကိုသွားပြောတယ်ဆရာကျွန်တော်မျိုးစိတ်လာကျဲတယ်ဆရာဘယ်လိုမြင်လဲတဲ့ဩအဆင်ပြေပါတယ်လှုပ်ပါအဲ့ဒါကျွန်တော်စိတ်မကောင်းဘူးအဲ့ဒါကျွန်တော်ပြန်လှည့်ပြီးမှကျွန်တော်သူ့စကားသွားပြောတယ်ကျွန်တော်ဒီတစ်ခေါက်မျိုးစိတ်ကလို့ကျွန်တော် promise ထားတဲ့အရာရှိတဲ့အတွက်ကြောင့်ဒီအရာပေါ်မှာကျွန်တော်အသုံးပြုမယ်နော်ရတယ်ဆရာအသုံးပြုပါအဲ့ဒီအပတ်မှာကျွန်တော်သွားတဲ့အခါမှာကျွန်တော်ညီငယ်လိုအပ်တဲ့9သိန်းသူပြောတာကျွန်တော်9သိန်းပဲတောင်းတာကျွန်တော်လည်းအဲ့ဒီခေါက်သွားတဲ့အခါမှာရရှိရတာလဲ9သိန်းကွတ်တိပဲကဲမင်းငါရလိုက်ရဒီဟာပါရော့မင်းကငါပို့လိုက်ပြီဟာအခုတဲ့တကယ်ပို့ရတာဟုတ်ပါတယ်ဆိုရင်မှရော့ဆိုရင်မှကျွန်တော်ပေးလိုက်တယ်ကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့အသက်တာမှာလဲမထင်မှတ်ထားပါဘူးဒါပေမဲ့လဲကျွန်တော်အဲ့ဒီလိုက်သွားမယ်လိုက်သွားပြီးမှအဆင်ပြေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြန်လာလို့ရှိရင်တော့မြို့ကကျွန်တော်ပို့လိုက်မယ်လို့ဂရီပေးထားတဲ့အတိုင်းဖခင်ကသူ့ယုံကြည်ကျွန်တော်ရဲ့ယုံကြည်ခြင်းပေါ်မှာသူ့ရဲ့ယုံကြည်ခြင်းပေါ်မှာကောင်းကြီးပေးတဲ့ကဲ့သို့ကျွန်တော်ဘဝမှာလဲကျွန်တော်ခံစားဘူးလားကျွန်တော် final year မှာတဲ့အခါမှာကျွန်တော်အမြဲတမ်းပြောတယ်ကျောင်းပတ်စံပေးတဲ့ချိန်ခါမှာကျွန်တော်ပတ်စံမရှိဘူးအိန္ဒိယမှာပတ်စံမရှိရင်တော့တကဲ့ကိုကျောင်းဦးကြီးကဟေးဘယ်သူကကျောင်းလာခါမပေးသေးဘူးနော်မင်းဒီနေ့စားတဲ့ထမင်းကဒါအလကားမဟုတ်ဘူးနော်ကျွန်တော်တို့ကိုဖင်မီလေးနဲ့ဖြည်းဖြည်းချင်းနဲ့စကားပြောချိန်ခါမှာမပေါ်ပါဘူးဒါပေမဲ့ကကျွန်တော်တို့ကိုတစ်ဖက်တစ်လမ်းကနေမမြင်ဘူးတဲ့နော်မြို့ထဲမှာရှိမမြင်ဘူးတဲ့ဒေါက်တာအားဖြင့်ကျွန်တော်တို့ကိုဆရာအကြောင်းပါတဲ့နော်အခက်ခဲရှိတဲ့ကျောင်းသားတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကူညီတာပါဘလူးဘယ်နှယောက်စာအတွက်ဆိုမှပတ်စံပေးလိုက်တယ်မမျော်လင့်ထားပဲနဲ့အဲ့ဒီထဲမှာကျွန်တော်နာမည်ပါလာတော့ကျေးဇူးတော်ကျွန်တော်ထူးပဲတည်ရှိတယ်ဒါကြောင့်မို့ဖခင်ကကျွန်တော်ကိုခေါ်နေတယ်ဆိုတာသူ့အတွက်အလိုတော်ရှိနေတယ်ဆိုတာကတော့ဒါကျွန်တော်တရားမှတရားယုံကြည်တဲ့အရာဖြစ်တယ်ဒါကြောင့်မို့ယုံကြည်ခြင်းပြီးလို့ရှိရင်ကျွန်တော်တို့မှာနောက်တစ်ခုပါဆိုမျော်လင့်ခြင်းအရာပါလာပြန်တယ်နှစ်ခုလုံးကခွဲလို့မရပေမဲ့နော်တစ်ခုနဲ့တစ်ခုမတူပြန်မျော်လင့်ခြင်းဆိုတဲ့မှာမမြင်ကျွန်တော်တို့ဟေဘရဲထဲမှာကြည့်မယ်ဆိုလို့ရှိရင်မမြင်သေးသောအရာကိုမျော်လင့်တဲ့အရာဖြစ်တယ်ဘယ်လောက်ထိခက်ခဲတယ်လဲဆိုလို့ရှိရင်တော့အိန္ဒိယကျောင်းတက်တဲ့အရာမှာမျော်လင့်ဖို့ဆိုတာပတ်စံရဖို့နေသားနော်အချင်းချင်းကျွန်တော်ရဲ့ sponsor တွေလို့ပြောလဲဆိုရှင်မမှားပါဘူးကျွန်တော်က love gift ပေးတဲ့ sponsor တွေရှိတယ်
တလားမှာကျွန်တော်တို့90ပေးတယ်ရူပီ90 100ပေးတဲ့လူတစ်ခါတည်းမှာ100ပို့တယ်အဲ့ဒီမိသားစုရှိတဲ့အခါမှာကျွန်တော်က तू ကကဲမင်းចောင်းသားဆိုတော့မင်းကတပ်ပရိုက်တာလောက်တတ်တယ်ဆိုတော့သွားပြီးမှပတ်စံရှာလို့ရဒါလေးနဲ့မင်းစားဖို့တောက်နိုင်ဖို့ရောငါအဖေပေးတဲ့အမွေးမင်းယူသွားပြီးငါ့ကိုပြန်လာပြီးចောင်းပြီးလို့ရှိရင်ဆိုပြီးမှကျွန်တော်ပြောတယ်ကျွန်တော်ယူပါတယ်တပ်ပရိုက်တာတွေကျွန်တော်သူများရဲ့ thesis တွေ assignment တွေကျွန်တော်ရေးပေးတယ်ကျွန်တော်တို့ရဲ့ညီကိုတွေနော် MTH သမားတွေနော်သူMRIT သမားတွေသူတို့ thesis assignment တွေသူတို့ submit တော့မယ်ဆိုလို့ရှိရင်ကျွန်တော်သူတို့ typing လုပ်ပေးတယ်အဲ့လိုနဲ့သူတို့မှာအပြင်မှာသူတို့တစ်ချက်ဆိုလို့ရှိရင်ကျွန်တော်ကပြား80လောက်နဲ့သူတို့တရုတ်ကိုအဲ့လိုမျိုးယူပြီးမှကျွန်တော်ရေးပေးလေးရှိတယ်ကျွန်တော်မြန်မာပြည်သားတွေအရန်ချစ်ဖို့ကောင်းတယ်ပတ်စံမပေးကြအောင်တပ်ပရိုက်တာသုံးကြတယ်ပတ်စံမပေးကြအောင်แต่ကျွန်တော်မှာအချင်းတစ်ခုမကောင်းတာကကျွန်တော်အကျွေးမတောင်းတတ်ဘူးအသုံးပြီးမှတော့လဲသုံးပေါ်ကွာပြီးသွားပြီလေပြီးသွားငါ့မလိုတော့ဘူးဆိုမှအဲ့လိုနေဒါပေမဲ့ဖခင်ကကျွန်တော်မျောလင့်ထားတဲ့လူစီကနေကျွန်တော်အမြဲတမ်းစိတ်ကောင်းကြီးပေးတဲ့အရာကိုကျွန်တော်ပြောချင်တယ်တခါတရံမှာကျွန်တော်တို့မျောလင့်ထားတာကတော့ဆူတောင်းတယ်ဆိုလို့ရှိရင်ကိုရောပြင်ဆင်ပေးပါကျွန်တော်မျောလင့်ထားခဲ့ဘူးတဲ့အရာဘာလဲဆိုလို့ရှိရင်ကောင်းငင်ဘောနေကြလာပြီးမှဘုတ်ကနဲ့ကျွန်တော်အရှိန်မှာပတ်စံငွေထုတ်ကြီးကြလာမယ်လို့ထင်တာမနေ့ကလည်းကျွန်တော်တို့အကြောင်းကြောင့်ပေါ့နော်ကိုပေါ့ဆေးရုံပြန်ရောက်သွားတဲ့အခါမှာကျွန်တော်သူ့မျိုးသမီးနဲ့သွားရင်းနဲ့ဆေးရုံရှိမှာအလိတ်ကြီးတစ်ခုကြလာဟာငွေထုတ်များဖြစ်ခဲ့တော့ဆိုမှကျွန်တော်ပြောလိုက်တာနဲ့မင်းငွေထုတ်ဖြစ်တော့မင်းတော့ပွားပြီပဲဆိုတော့ねကျွန်တော်သွားကောက်ပြီးမှဖိလိုက်တာနဲ့ဘာဖြစ်တယ်ဆိုရှင်ဘယ်လို bandage အလိတ်ဖြစ်တယ်ဒါလည်းမဆိုးဘူးပါပဲ bandage အလိတ်ဆိုလဲယူသွားရအောင်ပါဆိုမှဆေးရုံနဲ့ယူသွားတယ်ကျွန်တော်ပြောချင်တာကကျွန်တော်မျှော်လင့်ထားတာကငွေထုတ်ကြီးနဲ့ဘုတ်ကနဲ့ကြလာပြီးကျွန်တော်ကိုဖခင်ကကောင်းကြီးပေးလိုက်မယ်လို့ကျွန်တော်မျှော်လင့်ထားခဲ့တာဘသူစီကနေလာတယ်လဲဆိုလို့ရှိရင်ကျွန်တော်မမျှော်လင့်ထားတဲ့ကရင်လူမျိုးတယောက်နော်ခုတော့အိမ်တော့ပြန်သွားပြီကိုဗစ်အတွင်းမှာအခုချက်စမ်းမောင်တို့ရဲ့ MYC မှာနော်ပါစတာလုပ်အမှုတော်ဆောင်လုပ်နေတဲ့နော်ဆရာကြီး David Kelvin Raymond မို့ပဲ David Kelvin မို့ဖြစ်တယ်သူကလာပြီးကျွန်တော်ကဲငါကောင်လေးငါ့ကို assignment ရေးပေးပါအောင်ဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းစိတ် give ပေးတယ်ကျွန်တော်ပထမဆုံးတော့မသိလိုက်ဘူးကိုကြီးကျွန်တော်ဒီဟာလုပ်တယ်ဒီဟာဘယ်နိုင်ကျွန်တော် test assignment ရေးပေးတယ်ကျွန်တော်အပြင်မှာကျွန်တော်ဘယ်လောက်စားခဲ့တယ် taxi ခဘယ်လောက်ဆိုပြီးမှပိုတဲ့ပတ်စံအကုန်လုံးပြန်ပြီးတော့ကျွန်တော်ကိုလာဆူးတယ်မင်းကိုငါပေးပြီးဘာကြောင့်ပေးတာလဲမဟုတ်ဘူးပိုတယ်လေလို့ပြောကျွန်တော်နောက်ခါကျအစီပြေဘူးဆိုပြီးမှကျွန်တော်ပြောတဲ့အချိန်ခါမှာဟုတ်ကဲ့ကျွန်တော်ယူသွားပါမယ်ဆိုပြီးမှဖះကလည်းမထင်မှတ်တဲ့လူစီကကျွန်တော်လည်းအဲ့လောက်ကြီးလည်းခင်တာမဟုတ်ဘူးပြန်ပေးတဲ့ချိန်ခါမှာကျွန်တော်မျောလင်းတဲ့အရာကျွန်တော်ရရှိရတဲ့အခါမှာကျေးဇူးအရန်တင်တယ်ကျွန်တော်စပ်ပြမရှိဘဲနဲ့ရေချိုးခဲ့တဲ့ရစ်တွေအများကြီးပဲရေမချိုးရတဲ့ရစ်တွေအများကြီးပဲအိန္ဒိယမှာကျွန်တော်တို့ရေချိုးတဲ့အရာကစားရည်နဲ့ရေချိုးတာဖြစ်တယ်ဒီမှာရှိတဲ့ထုံးရည်လောက်ကတော့ကျွန်တော်တို့အတွက်မိုင်နာပဲနော်ကျွန်တော်တို့စားရည်နဲ့ရေချိုးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပင်ကိုရေမချိုးခင်မှာဒီလိုလေးကင်ထားလိုက်ပြီးရင်အဲ့ဒီခွတ်တစ်ခွတ်ကိုယူပြီးမှခေါင်းလေးကိုတစ်ခါလေးလောင်းထဲလိုက်ဖြူဖြူဖွေးလေးနဲ့ခမဂျယ်မလိုဘူးကောင်းလေးနဲ့ခမစပင်ထောင်ရမယ်လို့ကျွန်တော်အာမခံတယ်အဲ့လောက်ထိပြင်းတဲ့စားရည်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခမစူးစမ်းတဲ့အခါမှာစပ်ပြကျွန်တော်တို့ဒီစပ်ပြတဒုံးဆိုလို့ရှိရင်ဟိုးသေးလေးထိကျွန်တော်တို့သုံးပြီးမှချွေတာရတယ်ဒီလောက်ထိခက်ခဲဆိုရင်မမျော်လင့်တဲ့အရာကျွန်တော်တို့ရရှိရတဲ့အခါမှာတော့ဝမ်းသာသလားမမေးနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်အမတယောက်ပြောဘူးတယ်တဲ့ကျွန်တော်ကိုစာပို့တော့ငါမောင်ရဲ့တဲ့မင်းကြီးလေးတဲ့မင်းကိုပတ်စံမတောင်းဘူးလားတဲ့ဟုတ်လားမတောင်းမိဘူးနော်တဲ့အေးတောင်းရင်လည်းမပေးနဲ့တဲ့သူကအိမ်ထဲမှာကြောင်းတက်နေတယ်လေ M10 တက်နေတော့တောင်းရင်လည်းမပေးနဲ့တဲ့ဟာအမထူးဆန်းလှကြီးလားပြောစမ်းမအောင်ဘာဖြစ်လို့လဲနဲ့ခက်ခဲနဲ့ရရှိတာတဲ့ပွဲခက်ခဲနဲ့သူတို့ကြော်ဖြစ်လာတဲ့ပြဿနာကအမှုတော်မြတ်ထဲမှာပို့ပြီးမှအာနိသင်ရှိတယ်လို့သူပြောတာဖြစ်တယ်အဲ့ဒါကျွန်တော်လည်းသူတို့လည်းမဆက်သွယ်ပါဘူးကျွန်တော်တို့ Messenger နဲ့ကျွန်တော်တို့စကားပြောပေမဲ့ငွေချေတစ်ခါမှမပါဘူးကျွန်တော်လည်းပေးမယ်လို့လည်းပေးဖို့လည်းမရှိပါဘူးဒါပေမဲ့ပြောချင်တာကဘာလဲဆိုလို့ရှိရင်အဲ့ဒီသူအခုအသင်းတော်မှာအစေခံနေတယ်အမှုတော်ဆောင်မှာသူပါဝင်နေတယ်ကျွန်တော်တို့ပြောလို့မဟုတ်ဘူးကျွန်တော်တို့လုံနိုင်လို့မဟုတ်ပဲနဲ့အလုံးကကျွန်တော်ဘဝအသက်တာမှာဘာလဲဆိုလို့ရှိရင်ခက်ခဲခြင်းကနော်ဖခင်ကယုံကြည်သူတွေကိုဖခင်ကပေးတယ်ဆိုတာအလကားသက်မဟုတ်ဘူးဒီကနေ့ကျွန်တော်တို့အသင်းတော်မှာစီးရှိတယ်နော်စီးမရှိတဲ့အရာကနော်လောကမှာစီးမရှိဘူးဆိုလို့ရှိရင်ဘာလဲဆိုရင်စိတ်ယုံတယုံမှာတော့၎င်းစိတ်ယုံတယုံရဲ့နော်အဓိက
motto topic ကဘာလဲဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်ဘာဖြစ်မလို့ထင်လဲ safety first ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ယုံကြည်သူသားသမီးတွေရဲ့နော်ကျွန်တော်တို့ရဲ့ motto ကဘာများဖြစ်နေတယ်တော့သူများတွေကြည့်ရှုတဲ့အခါမှာဒီလူရဲ့ယုံကြည်ခြင်းဒီလူရဲ့မျှော်လင့်ခြင်းတွေကတကယ်ရောရှင်သန်သလားဆိုတဲ့အရာကိုကိုယ့်ရဲ့အသက်တာမှာပြန်လည်ဆန်းစစ်ဖို့ပါနော်ကျွန်တော်တို့အပေါင်းအသင်းများသွားတယ်ဟာဒီလူကတော့ခရိယန်သားသမီးဖြစ်တာပဲဒီလူကတော့ဘယ်လိုဖြစ်တယ်လဲဆိုတဲ့အရာကိုဒီကနေ့ကျွန်တော်ရောက်ရှိရတဲ့သူရဲ့တက်တာမှာကိုယ့်ကိုပြန်လဲဆန်းစစ်စေခြင်းတယ်ကိုသားသမီးတွေအိုးငါအမေကတော့တကယ်ဆူတောင်းတဲ့တက်တာရှိတာပဲငါအဖေကတော့တကယ်ဆူတောင်းတဲ့တက်တာရှိတာပဲနော်ကျွန်တော်တို့ရဲ့ဘဝတက်တာမှာသူများကိုနော်တရားတွေလိုက်ဟောပြီးမှပြောနေတာထက်ကိုယ့်ရဲ့ဘေးမှာရှိတဲ့ကိုယ့်ရဲ့သားသမီးတွေကိုမေတ္တာပြဖို့လဲလိုအပ်တယ်ဆိုတဲ့အကြောင်းနော်ဒီကနေ့မှာကျွန်တော်ထပ်လောင်းမှုလဲပြောရှင်တယ်တတိယချက်အနေနဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ဤသုံးပါးထဲမှာချစ်ချင်းမေတ္တာအရေးကြီးဆုံးလို့ပြောတဲ့အချိန်ခါမှာတမန်ကျမ်းစာထဲမှာချစ်ချင်းမေတ္တာအကြောင်းကိုရေးတဲ့လူအများအကောင်းဆုံးကတော့ဘယ်သူလဲဆိုလို့ရှိရင်တမန်တော်ကြီးရှင်ယောဟန်ဖြစ်တယ်ဒီကနေ့ကျွန်တော်တခုလောက်မေးချင်တယ်မယုံကြည်သူတွေကမင်းတို့ကျမ်းစာအုပ်ကိုငါဖတ်မယ်ငါတို့ဘယ်ဟာအရင်ဆုံးဖတ်မလဲလို့ခမည်းကိုမေးခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုဖြေကြမလဲစဉ်းစားကြည့်ပါဘယ်အရာကိုဖတ်ခိုင်းမလဲကဘာဦးကျမ်းဖတ်ခိုင်းမလားအမလီအသက်ရှင်တဲ့ဖះဆုံးမလိုက်တဲ့အရာတွေတတ်လိုက်တဲ့လူတွေအများကြီးဖះလို့ပြောလို့ရှိရင်ခမည်းဘယ်လိုပြန်ပြောမလဲဟာမင်းတို့ဖះကလူတတ်တာပဲလို့ကျွန်တော်ပြောခိုင်းရဘူးတယ်ဆိုစမ်းမအောင်ချိန်ချင်းအမင်္ဂလာအများကြီးပဲဒီကနေ့သူတို့ကခမည်းနဲ့ကျွန်တော်ကိုမေးခဲ့မယ်ဆိုလို့ရှိရင်ခမည်းဘယ်လိုပြန်ဖြေမလဲခမည်းအသက်တာမှာဘာနဲ့သွားပြမလဲချစ်ချင်းမြတ်တာလို့ပြောပြန်ရင်မှန်ပါတယ် God is love ကျွန်တော်တို့ရှင်ယောဟန်ကိုဖတ်မယ်နော်ရှင်ယောဟန်ရဲ့စာဆောင်တွေကိုကျွန်တော်ပြန်လဲကြည့်ရှုမယ်ဆိုလို့ရှိရင်ချစ်ချင်းမြတ်တာအကြောင်းလေးကြီးပဲပါတယ်အရန်ကိုထူးဆန်းတယ်မာသဲမာကုလုကာရေးတဲ့ဒီနော် gospel 3ခုရေးပြီးတဲ့အချိန်ခါမှာရှင်ယောဟန်ကဖះကိုဘယ်လိုမြင်တယ်လဲဆိုလို့ရှိရင်ဖះရဲ့သားတော်အနေနဲ့အသက်ရှင်တဲ့အကြောင်းချစ်ချင်းမြတ်တာနော်ဖះရဲ့ချစ်ချင်းမြတ်တာဘယ်လောက်ထိကြီးမြတ်တဲ့အကြောင်းသူချပြထားတာဖြစ်တယ်မယုံကြည်ပါယုံကြည်ခြင်းအရာကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဘယ်သူရှိတယ်လဲဆိုလို့ရှိရင်ရှင်ယူဒာ James ဖြစ်တယ် James ကျမ်းစာကိုကျွန်တော်ဖတ်မယ်ဆိုလို့ရှိရင်သူ့ကျမ်းစာကိုကျွန်တော်ဖတ်ကြည့်ပါခမည်းနဲ့ကျွန်တော်နော်ယုံကြည်ခြင်းမှာပါလဲအကျင့်ပါတယ်ခမည်းနဲ့ကျွန်တော်အကျင့်ဘယ်လောက်ထိရှိလဲဆိုတဲ့အရာကိုကျွန်တော်တို့အကျင့်အားဖြင့်လည်းပြရမယ်ခမည်းကျွန်တော်ဖះကိုတကယ်ယုံကြည်ပါတယ်လို့ပြောပြီးမှခမည်းနဲ့အသက်တာမပြောင်းလဲဘူးဆိုလို့ရှိရင်အလားကားတက်ပဲကျွန်တော်တို့ဆရာနှစ်ယောက်နော်တချို့တွေကပြောကောင်းပြောရပါဒီဆရာနှစ်ယောက်စာရီတော်ပို့တယ်ဆိုရင်ကျွန်တော်ပို့လိုက်တဲ့စာတွေကလည်းကျွန်တော်ရမ်းစိတ်ဆိုးတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပို့လိုက်တယ်ဆိုလို့ရှိရင်စားစရာတွေကြီးပဲပို့တယ်ဒီမှာနေမကောင်းပါဘူးဆိုတော့ဒီတက်ကလည်းချစ်ကြွေးတာမဟုတ်ဘူးဆိုပြီးမှကျွန်တော်ပြောမင်းငါ့ကိုချစ်လည်းမကြွေးပဲနဲ့ကွာမပို့တော့နဲ့လို့ကျွန်တော်ပြောတဲ့အခါမှာကျေးဇူးတော်ကြောင့်ကျွန်တော်ကိုစိတ်သားလာပို့တယ်ဟာစားလို့ကောင်းသားမမေးနဲ့နော်အဆင်ပြေပါတယ်ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာအကျင့်ကျွန်တော်တို့စကားတစ်ခွန်းပါရှင်ဒီမှာအတင်းတော်မှာလည်းရှိပါတယ်လူမီဒီကခေတော်၌ရှိလင်အသက်ပြည့်သောတော်ပါဖြစ်၏ဟောင်းတော်ရာတို့သည်ပြောင်းလဲ၍အသက်ဖြစ်ကြပြီပြီးသွားပြီလားထို့သောဖြစ်တော်ဆိုပြီးမှကျွန်တော်လည်းအမြဲတမ်းပြောကြတချို့တွေကကျွန်တော်တို့ပြောင်းလဲတယ်လို့ပြောပြီးမှမပြောင်းလဲသွားတာကျွန်တော်တို့အချင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီကနေ့မှာနောက်တစ်ခုလေးအပိတ်ချင်တာကယုံကြည်ခြင်းမှာကျွန်တော်အချင်းရှိတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရှင်ယူဒကျမ်းစာကိုကျွန်တော်တို့ဖတ်ရှုကြရအောင်ပါဆင်ခြင်ကြရအောင်ပါမျောလင့်ခြင်းအမှာတော်၎င်းကျွန်တော်ဟေဘဲကိုဖတ်ကြည့်ရအောင်ပါမျောလင့်စရာတွေအများကြီးရှိတယ်တမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုဖေကဥပမာကောင်းကောင်းပေးပြီးမှကျွန်တော်တို့ကိုတွင်တင်ပေးနေတာဖြစ်တယ်နောက်ဆုံးကခုနကျွန်တော်ပြောချစ်ချင်းမေတ္တာမှာချစ်ချင်းမေတ္တာဘယ်လောက်ထိအရေးကြီးတဲ့အကြောင်းကိုသူရှင်းပြတဲ့အခါမှာနော် God is love ဖေကချစ်ချင်းမေတ္တာဖြစ်တယ်လို့ကျွန်တော်တို့ကိုပြောတဲ့အရာကဒီကနေ့ကျွန်တော်တို့တခြားသူတွေကိုလည်းဟာဒီတယောက်စီမှာဖခင်ရဲ့ချစ်ချင်းမေတ္တာရှိပါသလားဆိုတဲ့အရာကိုခမည်းနဲ့ကျွန်တော်ရဲ့အသက်တာမှာခံစားမှုသလားဆိုတဲ့အရာကိုဒီကနေ့ကကိုယ့်အကိုပြန်လဲဆန်းစစ်စေခြင်းတယ်ယုံကြည်သူတွေနော်အိုးခွက်ပကံခွက်ပြန်ပြီးမှကျွန်တော်တို့ရဲ့မိသားစုတွေမှာတိဆောက်တဲ့အခါမှာကျွန်တော်တို့စကားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်တော့ချစ်ချင်းမေတ္တာမှာမချစ်ခင်တော့ကတော့ယောက်ျားတွေကလိုက်ကြတယ်ဒီနေ့မှာ
ဖေဖော်ဝါရီလကကျွန်တော်တို့မှဟာသားနဲ့တခါတည်းပြောတယ်တကယ်တမ်းကျတော့နိုဝင်ဘာလကခရစ်ယာန်မိသားစုအိမ်ထောင်အကြောင်းမပြောသင့်ဘူးနော်နိုဝင်ဘာလကိုရွှေ့ပြီးမှဖေဖော်ဝါရီလသူအကြောင်းတွေပြောလို့ရှိရင်ဘယ်တော့များကောင်းမလဲလို့ကျွန်တော်စဉ်းစားဘူးတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်နှစ်စမှာခရစ်ယာန်မိသားစုကြောင့်ပြောထားမယ်ဆိုလို့ရှိရင်ဒီအရာကနှစ်စကျွန်တော်သွားမှာလေကျွန်တော်တို့ Valentine Day ဆိုတာကျွန်တော်တို့သိတဲ့အတိုင်းပဲနော်သူများတွေစုရလက်ဆောင်တွေရကြလာတော့မသိဘူးနော်တချို့တွေ Valentine Day နော်ပုံတွေအမျိုးမျိုးနဲ့post ကြတယ်ချစ်ချင်းမြတ်တာတွေအရန်ကြီးမားကြပါတယ်မိသားစုမှာအရန်ကောင်းတယ်ဤကဲ့သို့ပဲဖခင်ရဲ့ချစ်ချင်းမြတ်တာကျွန်တော်တို့မယုံကြည်သူတွေကိုဘယ်လိုများပြကြမလဲတခါတရံမှာတချို့တွေကကျွန်တော်ဘာပြောလဲဆိုရှင်ဆရာတဲ့ကျွန်တော်တို့ကတဲ့ဆရာကြောင့်လည်းမတည်ဘူးဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ဒီ gospel လို့ပေါ့နော်ကယ်ရှင်တရားကျွန်တော်ဘယ်လိုဟောမတုံးတဲ့ခမများဟောစရာမလိုပါဘူးပြောစရာမလိုပါဘူးတခါတရံမှာခမရဲ့အကျင့်အဖင်ပြကြည့်ပါခမဘယ်လိုအသက်ရှင်နေလဲသူတို့တီးမှခမကိုမြင်ပါစေကျွန်တော်တို့ရဲ့အသက်တာမှာအရေးကြီးတဲ့အရာဖြစ်တယ်ကျွန်တော်တို့ဒီထဲမှာလဲတို့တချို့တွေကျွန်တော်ပေါင်းတင်လာတဲ့အခါမှာဆရာတို့ကအရင်သဘောကောင်းတယ်နော်တဲ့အေးမင်းငါနဲ့အချိန်မတန်သေးလို့နောက်မှလာမယ်ဘာကြောင့်လဲချစ်ချင်းမြတ်တာထားနိုင်တယ်ဆိုလို့ရှိရင်မကောင်းတဲ့အရာတွေတောင်မှကောင်းလာအောင်ပြင်ဆင်ပေးတယ်တခါတည်းမှာကျွန်တော် nurse တွေကိုအရင်ချစ်ကျူးတယ်နော်ကျွန်တော်တို့ဆရာမရှန်နူတို့မှာရှိလားမရှိဘူးထင်တယ်နော်ဆရာမအကြောင်းမသိဘူးသူ nurse ကိုရွေးချိန်ခါမှာစိတ်တော့တော်တော်ရှည်မှာပဲရှည်သလား तू မရှိလို့ကျွန်တော်ပြောတာနော် तू ရှင်းပြောမှာမဟုတ်လူနာတွေဘလို့ပဲလှုပ် nurse ရလာပြီးပြန်ထလိုက်ကျွန်တော်တို့ကိုပေါဆိုလဲဒီတိုင်းပဲဖြုတ်တယ်တီနဲ့မြည်လာတဲ့ monitor ပြန်သွားပြန်တက်ပေးလိုက်3မိနစ်မှကြာပြန်ဖြုတ်လိုက်ပြန်မြည်လိုက်ပြန်သွားလိုက်နေကျွန်တော်ဒါဆိုလို့ရှိရင်တော့ចောင်းဆရာလေကျွန်တော်ဒါဆိုရှင်လက်ကပါပြီးသားအရန်ကိုစိတ်ရှည်ကြတယ်ချစ်ချင်းမြတ်တာပြောလူနာကိုသူတို့ထားနိုင်တယ်သူတို့ရဲ့ရည်စားလည်းမဟုတ်ပါဘူးဒါသူတို့အလုပ်ကိုချစ်မြတ်နိုးတယ်ဒီကနေ့တခါကျွန်တော်ခွန်အားပေးခြင်းနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်လူတိုင်းစိတ်ကျွန်တော်အလုပ်လုပ်ကြတယ်ကျွန်တော်တို့အလုပ်ကိုဘယ်လောက်ထိချစ်တယ်လဲဆိုတာကိုဘယ်လိုပြောမလဲသိနိုင်တယ်လေတချို့တွေကလာစာတိုးခြင်းတယ်လာစာတိုးခြင်းရဲ့အပေါ်မှာတထေးတွေကကျွန်တော်တို့ကြည်နေတယ်ကျွန်တော်ဆိုအမြဲတမ်းပြောတဲ့စကားလုံးတစ်ခွန်းရှိတယ်သူ့ရဲ့နေရာမှာနေကြည့်ပါတထေးရဲ့နေရာမှာနေကြည့်ပါခမားကိုလာစာတိုးပေးတင်သလားဆိုတဲ့အရာကိုမြင်ကြည့်လိုက်ဘာကြောင့်ကျွန်တော်ကိုလာစာတိုးပေးတင်တယ်လဲဆိုတဲ့အရာကိုခမားတက်သိမ့်မပြနိုင်လို့ရှိရင်လာစာတိုးဖို့မမျှော်လင့်ပါနဲ့တရက်တော့ကျွန်တော်သမီးနေမကောင်းတဲ့2021နှစ်ဆုံးပိုင်းမှာ22နှစ်ဆုံးပိုင်းမှာဖြစ်တယ်ဆရာပီတာရှဒိုင်းအသင်းတော်မှာသူတရားဟောတဲ့ချိန်ခါမှာသူ live တင်တော့ကျွန်တော်လည်းနားထောင်တယ်တည့်ရဲ့ကုမ္ပဏီကိုအတွက်ဆူတောင်းပေးဘူးသလားဟာကျွန်တော်နားထောင်တော့အေးငါလည်းဒီလောက်ထိလှုပ်လာတခါမှဆူတောင်းပေးဘူးပဲသွားပြီးမှဒီနေ့ကုမ္ပဏီထဲဝင်တော့မယ်ဆိုရှင်တခါနာမှာခဏတစ်ဖြုတ်သွားရင်းနဲ့ဆူတောင်းပေးကောင်းချီးပေးကြည့်ထူးခြားလာလိမ့်မယ်လို့ပြောတယ်မှန်ပါတယ်တရက်တော့ကျွန်တော်ဘဝသက်တာမှာအရှိကွဲတဲ့အရာဘာလဲဆိုလို့ရှိရင်ကျော်လည်းအရန်ခက်ခဲတော့သမီးနဲ့နေမကောင်းတဲ့ချိန်ခါမှာအလုပ်လည်းကောင်းကောင်းမလုပ်နိုင်ဘူး3နိုင်တော့သွားလုပ်တယ်ပြန်လာတယ်အလုပ်မထုတ်ယုံတတ်မယ်ပဲကျေးဇူးတော်ကြောင့်တထေးမကျွန်တော်ကိုအရန်ကိုမျက်နှာသာပေးပြီးမှနော်ကျွန်တော်ကိုကောင်းကြီးပေးတယ်နော်ကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်စောင့်ရှောက်တယ်အဲ့ဒီအခါမှာတရက်တော့ကျွန်တော်ဒီဇင်ဘာလမှာတထေးမဘာသွားပြောလဲဆိုရှင်တထေးခရစ်စမတ်ရောက်လာပြီကျွန်တော်ကိုခရစ်စမတ်လေးတောင်ခရစ်စမတ်လက်ဆောင်လေးကျွန်တော်ကိုလစာမတိုးပေးဘူးလားလို့ကျွန်တော်သွားမေးမိတယ်အဲ့ဒါနဲ့ကျွန်တော်ဘောမှာဒီ USA မှာပထမဆုံးသွားမေးတာပါနည်းနည်းလေးခက်ခဲတော့တိုးပေးလို့ရှိရင်တော့ပြား90တိုးပေးလဲမဆိုးပါဘူးဆိုပြီးမှကျွန်တော်သွားမေးတယ်တထေးမမျက်နှာဘုတ်ကနေပြတ်သွားတယ်ကျွန်တော်ဖိလှည့်လိုက်မှာဝေးတယ်မင်းရဲ့ check စာရွက်ကိုမင်းကြည့်ဘူးလားတဲ့မကြည့်ဘူးလားလို့မေးတယ်ကျွန်တော်မကြည့်မိဘူးမင်းဘန်မှာဘလောက်ဝင်လဲဆိုတာမင်းမကြည့်ဘူးလားတဲ့မကြည့်မိဘူးတဲ့အေးအဲ့ဒါဆိုလို့ရှိရင်မင်းအိမ်ပြန်ပြီးမင်းရဲ့ချက်စားကိုအရင်ကြည့်စစ်စစ်ပြီးမှငါးစီလာခဲ့လို့ပြောတယ်ကိုရီလည်းဘာမှလည်းမသိငါပြောတော့ကတော့လာစာတောင်းတာပဲပြောတာတမျိုးကိုရီလည်းအိမ်ပြန်သွားအိမ်မှာကိုရဲ့ဖေးချက်ကိုသွားကြည့်မှာပဲဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ကို2ချက်လောက်တိုးပေးထားကျွန်တော်သွားမြင်တော့ကျွန်တော်လည်း sorry ပဲသွားနောက်နေ့ကျတော့သူကျွန်တော်စီရောက်လာရင်မှာ hey Sui, do you look at your check? Yes, I did it.
How is it ကျွန်တော်ဘာပြောလဲ Thank you may God bless you လို့ကျွန်တော်ပြောနိုင်တယ်ဘာကြောင့်လဲမထင်မှတ်ထားပါဘူး तू ကကျွန်တော်ပြောတယ်ကျွန်တော်မေးခွန်းနဲ့ကျွန်တော်မေးတဲ့မေးခွန်းကတထင်းမှကျွန်တော်ရဲ့လစာလူဘယ်နှယောက်သိလဲလို့ကျွန်တော်မေးတယ်ဒီကုမ္ပဏီမှာကျွန်တော် तू နဲ့ HR နဲ့ तू သားပဲ3ယောက်ပဲသိတယ်သေကြတယ်နော်လို့ကျွန်တော်မေးတယ်သေကြပါတယ်ဘာကြောင့်လဲအဲ့မှာ तू ပြောစကားတစ်ခွန်းဘာကြောင့်လို့မေးရလဲကျွန်တော်မေးတဲ့အချိန်ခါကျွန်တော်ပြန်ပြောတချို့တွေကသိလို့ရှိရင်အလုပ်ပိုခိုင်းတယ်တချို့တွေကပိုပြီးမှအဆဲဆိုခံရတယ် ER တွေပေါ်မှာကျွန်တော်အဆင်မပြေဘူးလို့ပြောတဲ့အခါမှာ तू ကဘာပြန်ပြောလဲဆိုလို့ရှိရင်မင်းကိုငါစိတ်ကြည်နဲ့လို့မင်းလှုပ်တဲ့အရာပေါ်မှာငါစိတ်ကြည်နဲ့လို့ပေးတာပါဘယ်သူမှမင်းကိုမနာလိုဒီဖြစ်စေလှုပ်ဒီဖြစ်စေငါခယူးမဆိုင်ဘူးတဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောချင်တာကချစ်ချင်းမြတ်တာစိတ်နဲ့ခမားလှုပ်ထဲမှာလှုပ်ပါချစ်ချင်းမြတ်တာစိတ်နဲ့ခမားပတ်ဝန်းကျင်မှာကူညီပါချစ်ချင်းမြတ်တာစိတ်နဲ့တမန်ကျမ်းစာဖတ်ပါချစ်ချင်းမြတ်တာစိတ်နဲ့ကိုသားသမီးတွေကိုဆုံးမပါချစ်ချင်းမြတ်တာစိတ်နဲ့အသင်းတော်မှာပါဝင်ပါဒီကနေ့အသင်းတော်လူကြီးတွေကျွန်တော်အားပေးခြင်းတယ်ကျွန်တော်တို့ဘု து ကြည့်ရမှာလဲဖခင်ကိုကြည့်ရမှာဖြစ်တယ်ပတ်ဝန်းကျင်သွားကြည့်လိုက်လူ10ယောက်ဆိုလို့ရှိရင် idea 10မျိုးလာမယ်ကျွန်တော်မလေးရှားမှာကျွန်တော်အသင်းတော်စတဲ့အခါမှာကျွန်တော်တို့လူတယောက်ကကျွန်တော်လာပြောတယ်မင်းတို့ဒီမှာလဲလာရင်မှ worship ကြလေလို့ကျွန်တော်ပြောတဲ့ချိန်ခါမှာငါတို့ကမင်းတို့ကဖျားချောင်းမှမရှိတာတဲ့ဘယ်လိုလာမတုံးနဲ့ကောင်းပြီအဲ့တော့ငါဖျားချောင်းရှိရမှာပေါ့ဆိုကျွန်တော်တို့ရှာကြံတယ်ဖျားကကျွန်တော်တို့2023မှာပြင်ဆင်ပေးတယ်အဲ့ဒီဖုန်းနံပါတ်ကအနှစ်နဲ့အလားလားအမှရှိတယ်ဘယ်သူမှတစ်ခါမှမခေါ်ဘူးအဲ့ကျွန်တော်လူကြီးကဒီဖုန်းနံပါတ်ငါတွေ့တာကြာပြီတဲ့ခေါ်ကြည့်ရအောင်တဲ့ခေါ်ကြည့်တဲ့အချိန်ကမှအဆင်ပြေတယ်ပြောတော့ second floor တဲ့second floor တော့အဆင်မပြေဘူးကွာငါတို့ third floor တွေမှာရခိုင်လို့ရှိရင်ဖျားဘယ်လောက်များကောင်းမြတ်မလဲလို့ကျွန်တော်ပြောတဲ့ချိန်ခါမှာသွားကြည့်တဲ့ချိန်ခါမှာ third floor ဖြစ်နေတယ်အာမင်ဟာလေလုယာဆိုပြီးမှယူပလိုက်တယ်ဒါပေမဲ့ယူတော့ကဘာလဲဆိုရင်အကျွေးနဲ့ကျွန်တော်တို့ဆက်လုပ်တဲ့အခါမှာကျွန်တော်လူကြီးတွေကိုကျွန်တော်ခေါ်ပြီးရင်ပြောတယ်ကဲလာကြဆိုင်းထိုးရမယ်စာချုပ်မယ်တကယ်လို့ကျွန်တော်တို့ဒီအိမ်လခကိုဖျားချောင်းရဲ့ငှားအခကိုမပေးနိုင်ဘူးဆိုလို့ရှိရင်ခမရနဲ့ကျွန်တော်တို့အိတ်ထောင်ဆိုင်ပြီးရင်ပတ်စံထဲမယ်38လူစိုင်းထိုးပါ9ယောက်ရှိတယ်ကျွန်တော်တို့အားလုံး3ယောက်ပဲထိုးတယ်2ယောက်ကမထိုးစိတ်မဆိုးပါဘူးသူတို့မထိုးလို့လေဒါပေမဲ့အဲ့ဒီ3ယောက်ထဲမှာထိုးခဲ့တဲ့အရာမထိုးတဲ့လူကဘာလဲဆိုလို့ရှိရင်ဖျားချောင်းစတဲ့ building ကျွန်တော်စတဲ့အခါမှာပူလ်ပစ်ပြဿနာစလာတယ်သူကပူလ်ပစ်ကို10လက်မလိုချင်တယ်ကျွန်တော်က6လက်မလိုချင်တယ် idea တွေများတဲ့အခါမှာကျွန်တော်ရဲ့လက်သမားကဘာပြောလဲဆိုရင်ဆရာကျွန်တော်ဘာလုပ်ရမလဲမသိဘူးလေမင်းကြက်တာလုပ်ဖို့လို့မင်းဆိုပြချက်နဲ့မင်းမဲလို့၎င်းလာလဲမမင်းနဲ့လို့ကိုကြီးကြက်တာလုပ်လိုက်ပါတယ်သူလဲဇဝေဇဝါဖြစ်နေသူ့ရအတွင်းထဲမှာ6လက်မ8လက်မ6လက်မ8လက်မနဲ့နောက်ဆုံးတော့9လက်မလောက်သွားတယ်ထင်တယ်အဲ့ဒီအချိန်ခါမှာအဲ့ဒီ idea ပေးတဲ့ကျွန်တော်ရဲ့secretary ကလာပြီးရင်အဲ့ဒီနေ့မှာပဲကျွန်တော်ဝမ်းနေစရာလဲကောင်းတယ်ဘာလာပြောလဲဆိုရှင် तू ကလာကြည့်ပြီးမှသူ့ရဲ့စိတ်ဆန္ဒမဖြစ်တဲ့အခါမှာကျွန်တော်တို့ကပြောသွားတယ်အေးတဲ့ငါဒီနေ့လှုပ်ရှားလဲမရှိဘူးငါအိမ်ပြန်လိုက်အောင်မယ်အဲ့ဒါကျွန်တော်အံ့ဩသွားတယ်ဟာဘလို့ကြီးတော့လှုပ်ရှားဒီလောက်ပေါ်တဲ့ဟာကြီးကိုလှုပ်ရှားမရှိသူ့ရဲ့အလိုမချဖြစ်တဲ့အခါမှာပြန်သွားတယ်စိတ်ကောက်သွားတယ်လို့ပြောမှာပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒါပေမဲ့तू မပါလဲပွဲပြီးရဆိုတော့ကျွန်တော်ထလောင်းပြီးပြောချင်တာပါ तू မလုံလဲတခြားလူလာလို့သွားပါတယ်ဖခင်ကပြင်ဆင်ပေးပါတယ်ဒါကြောင့်မို့ဒီကနေ့အသင်းတော်လူကြီးမှတော်လကောင်းကျွန်တော်တို့တွေပါဝင်တဲ့အခါမှာခင်ဗျပတ်ဝန်းကျင်ကိုကြည့်ပါနဲ့ပတ်ဝန်းကျင်ရှိရှိပြဿနာကအများကြီးတယောက်လာလို့ချင်းတယောက် idea လာလိမ့်မယ်နောက်တယောက် idea လာလိမ့်မယ်ကျွန်တော်တို့ကြည့်ရှုရမှာကအပေါ်ဝဲဖြစ်ပါတယ်အပေါ်ကိုကြည့်ရှုပြီးမှကျွန်တော်တို့ဖခင်မှုတော်မှာစောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖျားမှုတော်စောင်းတဲ့အခါမှာခုနကကျွန်တော်တို့ပြောတယ်ချစ်ချင်းမြတ်တာပါလာမယ်ဆိုလို့ရှိရင်ခင်ဗျဘာမှမရချင်နေခင်ဗျဘာမှမရှိချင်နေကောင်းကင်ဘုံကဖျားကကျွန်တော်တို့ကိုကောင်းကြီးပေးနေမှာဖြစ်တယ်ကျွန်တော်ပြန်လည်နည်းနည်းလေးသုံးသပ်ကြည့်အောင်ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှူရှဲရတဲ့လေကျွန်တော်တို့အမြဲတမ်းတခြင်းတွေဆိုကြပါတယ်အရန်ကောင်းတယ်ခင်ဗျဖျားရဲ့ကောက်မဲ့ခြင်းကိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့911 emergency เนาะဆေးရုံရဲ့ emergency ပောက်ရမှာ
ကျွန်တော်သွားပြီးမှတနာရီလောက်သွားကြည့်လိုက်ပါဘာမှကိုလူနာမရှိသွားကြည့်လိုက်တေချာပေါက်ကျွန်တော်အာမခံတယ်ဖခင်ရဲ့ကောင်းမြတ်ခြင်းခင်ဗျာရေကိုရေတွက်နိုင်ရမယ်ဘာကြောင့်လဲကျွန်တော်တို့ဖခင်เจ้าထဲမှာရောက်လာတယ်ကျေးဇူးတင်တယ်ဒီကနေ့ကျွန်တော်ရဲ့တက်တာတွေမှာဖခင်ကိုတန်ဖိုးထားဒီကနေ့ခင်ဗျားနဲ့ကျွန်တော်တနာရီမှာဘယ်လောက်ရတယ်လဲသုံးသက်ကြည့်လိုက်ကျွန်တော်တို့ဒီမှာအချိန်ပေးတာကျွန်တော်ကျမ်းစာဖတ်တယ်နော်အထံတော်မှာဆိုတဲ့တခြင်းတွေကျွန်တော်ဆိုကြတယ်နော်နောက်တစ်ပုဒ်ကအရန်သဘောကျတယ်နော်ဗါတဲ့အပြင်မှာရက်ထောင်တဲ့ဒီမှာနော်အတွင်းထဲမှာနေတာပုံမှန်အဆင်ပြေလို့ပြောကြတယ်အခုနကကျွန်တော် chairman ကိုမေးတယ်ဘယ်နိုင်ထိလဲလို့ကျွန်တော်ပြောတယ်ဆရာပြီးဒီအထိတဲ့အမလီကောင်းလိုက်တာဆိုတော့ကျွန်တော်မပြီးမချင်းပြောရမှာပေါ့ပြောချင်တာကကျွန်တော်တို့လာရောက်တဲ့အခါမှာကိုမိသားစုပါပါစေချစ်ချင်းမြတ်တာကိုမိသားစုပြောကြည့်ရအောင်ပါတချို့အမျိုးသမီးတွေကျွန်တော်မျိုးသမီးကစားပါလေငါပါဝတ်မလဲလို့ကျွန်တော်လာမေးလို့ရှိရင်နဲ့အများကြီးဗီဒီယိုပြည့်ရှိတာပဲဟာတခုပြင်စင်တာအမျိုးသမီးတိုင်းစေပါအဲ့ဟဲ့နင်ကြရမပြင်စင်သေးဆိုတော့ဘဝလက်တယ်ပြီးသွားပြီဟဲ့ပြီးသွားပြီကြာဩပြောချင်တာကမတူကြပါဘူးကျွန်တော်တို့အလှငွေထည့်တယ်ထည့်ဖို့ပြင်စင်တယ်ညကလေးစားကပြင်စင်ထားပါဆယ်ဖို့တဖို့လားခမရဲ့တက်စာရှိမှုဒီမှာကျွန်တော်နည်းနည်းလေးပြောချင်ဆယ်ဖို့တဖို့အကြောင်းပါတနေ့တော့ကျွန်တော်ဘော့စတွန်ရောက်သွားချိန်ခါမှာအသင်းသားတွေကဆရာဆယ်ဖို့တဖို့ဘယ်လိုမြင်လဲလို့ကျွန်တော်လာမေးတယ်ကိုအသင်းတော်လည်းမဟုတ်ဘူးဆိုတော့ဒီမှာလည်းကျွန်တော်အားပေးချင်တာပါအဲ့ဒါကျွန်တော်တို့ကိုဆယ်ဖို့တဖို့ကြောင့်နည်းနည်းပြောပေးပါလိမ့်ပဲကျွန်တော်ကဗာပြောလဲဆိုလို့ရှိရင်ဟာဒါငါအသင်းတော်မလို့အသင်းတော်ပါစတာပြောရမှာလေလို့ပြောတယ်အဲ့နဲ့မဟုတ်ဘူးတဲ့ဆရာနည်းနည်းတော့အကြံပေးတယ်အေးအဲ့ဆိုတော့အချိန်တန်တော့ပြောရမှာပေါ့လေဆိုရင်ကျွန်တော်ပြောတဲ့ချိန်ခါမှာကျွန်တော်ဥမာတစ်ခုပဲပေးတယ်ဒီကနေ့ကျွန်တော်တို့လာဖဘူဖေးနဲ့စကားပြောရအောင်လေကျွန်တော်ခေါ်သွားလဲစိတ်မဆိုးပါဘူးလာဖဘူဖေးမှာကျွန်တော်ထမင်းသွားစားတယ်ဟာစားကြိုက်တဲ့လောက်စားဒါပေမဲ့လာဖဘူဖေးမှာကျွန်တော်ထမင်းစားပြီးမှပတ်စံကိုကျွန်တော်တို့ဒီနာခေမန်နာကဘာဘူဖေးလဲစီတီဘူဖေးကျေးဇူးတင်တယ်ကျွန်တော်ခေါ်သွားစိတ်မဆိုးဘူးနော်စီတီဘူဖေးမှာပတ်စံသွားရှင်းမယ်ဆိုလို့ရှိရင်ဒါမှန်မလားမမှန်ဘူးနော်ကျွန်တော်တို့တွေကဖျားသားသမီးကျမ်းစာတွေဖတ်ကြတယ်နော်ကျွန်တော်တို့တွေခွန်အားယူကြတယ်ကျွန်တော်လုံနိုင်ကြတယ်ဒါပေမဲ့အသင်းတော်မှာကျွန်တော်နှုတ်ကပတ်တော်လာစားတဲ့အခါမှာကျွန်တော်တို့ပတ်စံရှင်းတဲ့အခါမှာသစ္စာတရားနဲ့ပတ်စံရှင်းသွားပါခမည်းသစ္စာဘယ်လောက်ရှိတဲ့အကြောင်းဘယ်လောက်ပေးတယ်ဆိုတာထက်နော်ဘယ်လောက်ပေးတယ်ဆိုတာထက်ခင်ဗျားတို့ကျွန်တော်တို့ဘဝမှာဖះကျွန်တော်သက်စာဘယ်လောက်ရှိတဲ့အကြောင်းဆယ်ဖို့တဖို့မှန်ပါစေဘယ်မှလဲဒီအသင်းတော်မှာဖြစ်တယ်ကြင်ညာပြီးမှဒီတစ်ပတ်ဘသူပဲမိသားစုကကျွန်တော်တို့ရွာမှာအရန်သုံးတယ်နော်တစ်နှစ်ပြည့်တယ်ဆိုလို့ရှိရင်မိသားစုအကုန်လုံးကိုဒီကနေဖတ်ပြီးမှဒီနှစ်ဘယ်မိသားစုကဘယ်လောက်ဆိုတာကျွန်တော်အရန်စိတ်မကောင်းဖြစ်မိတယ်ဘယ်မှလဲမရှိစင်းရဲသားတွေကလဲမရှိဘာမရှိနေစားသမားတွေသူတို့ရဲ့ဘဝသက်တာမှာဆိုလို့ရှိရင်သူများတွေက9000 8000ရောက်တဲ့ချိန်ခါမှာသူတို့က1000လောက်ဆိုရှင်မျက်နှာရမ်းငယ်ရတယ်ကျွန်တော်သွားပြောတယ်ဟာဒါကတော့မဖြစ်သင့်ဘူးထင်တယ်နော်သူတို့တွေဆိုဒါမှမဟုတ်သူတို့ပေးတဲ့အတိုင်းလုပ်တာလေမဟုတ်ဘူးဒါမကောင်းဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာဘာလဲဆိုလို့ရှိရင်ခမည်းနဲ့ကျွန်တော်သက်စာရှိတာသက်စာဝတ်ကိုဖြေပါဘယ်မှလဲအသင်းတော်မှာလာဖြေတဲ့ချိန်ခါမှာကျွန်တော်ပါဝင်ဖို့ပြောတာပါခမည်းဟိုမှာစားပြီးမှဒီမှာရှင်းဖို့ဆိုလို့ရှိရင်ခမည်းဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး system တွေဘလောက်ကောင်းနော်ဥပမာဒီမှာဆိုလို့ရှိရင်ကျွန်တော် cryptocurrency အကြောင်းလည်းငယ်ပြောမယ်ဆိုလို့ရှိရင်ခင်ဗျားတို့ Ethereum ဝယ်ပြီးမှ Bitcoin မှာသွားပြီးမှလုံးလို့တော့ရကောင်းရပါလိမ့်မယ်ဒါပေမဲ့သူနည်းစနစ်နဲ့သူခင်ဗျားသွားမယ်ဆိုလို့ရှိမှပဲအဆင်ပြေမှာဖြစ်တယ်ဘာကြောင့်မို့လဲဖះမှာလည်းသူ့နည်းလမ်းရှိတယ်လေကျွန်တော်တို့မာလခိရဖတ်မယ်ဆိုလို့ရှိရင်နော်ဖះကစမ်းသပ်ပါဆိုတော့ဘယ်နေရာလောက်ရှိတယ်တမန်ကျမ်းစာထဲမှာတိတ်မရှိဘူးနော်သူ့ကိုစမ်းသပ်ဖို့အလို့ငါဒီတစ်ခုပဲရှိတာခင်ဗျားနဲ့ကျွန်တော်သက်စာဘယ်လောက်ရှိတဲ့အကြောင်းစမ်းသပ်ကြည့်ရအောင်ပါဘာဖြစ်လဲချစ်ချင်းမြတ်တာအားဖြင့်ကိုတော့ခင်ဗျားကျွန်တော်တကယ်ချစ်တယ်နော်စမ်းကြည့်ပါကျွန်တော်ဘဝမှာတယောက်ကျွန်တော်မြင်ဘူးတယ်ဘာတူလဲဆိုကျွန်တော်အမအကြီးဆုံးဖြစ်တယ်တဝင်းခွဲအမဖြစ်တယ်ကျွန်တော်တို့ဖျားချောင်းဝယ်ဖို့ကလေးမျိုးမှာကျွန်တော်တို့သူများအိမ်အောင်မှာဖျားရှိခိုးတယ်အိမ်ရှင်ကကျွန်တော်တို့ free နဲ့ပေးတယ်ဖျားချောင်းတစ်ချောင်းကကျွန်တော်တို့ကလေးမျိုးအောင်သက်စာမှာဟိုးတော့ကသူတို့တွေ
ဖះကြောင်ရှိခဲ့ဘူးပဲမဲ့အတင်းတော်အောင်သက်စာထဲမှာပဲပေလုံထဲမှာအရန်နီးတဲ့အခါမှာအတင်းသူတင်းသားတွေကသူတို့ဖះကြောင်ထက်အကြီးကိုပို့သွားတဲ့အခါမှာအဲ့ဒီဖះကြောင်ကအဲ့လိုပဲနေလာခဲ့တယ်ဆိုတော့သူတို့အတင်းတော်လူကြီးကကျွန်တော်တို့အချင်ချင်လာပေးတယ်မင်းတို့အဆင်ပြေမယ်ဆိုလို့ရှိရင်တဲ့3 သိန်းလောက်နဲ့ယူသွားပါတယ်အိုးအရန်ကောင်းတယ်1998ခုနှစ်တုန်းက96 99 3 သိန်းဆိုတာမနှဲမနှောနော်အဲ့နဲ့ကျွန်တော်တို့တွေကိုပါစတာကဘာတင်ပေးတယ်လဲဆိုလို့ရှိရင်ယုံကြည်ခြင်းမျိုးစိလာအကြီးဆုံးကအငယ်ဆုံးတိုင်ယုံကြည်မျိုးစိမင်းတို့ဘယ်လောက်ပါဝင်မလဲလာမဲ့တစ်နှစ်အတွင်းမှာကျွန်တော်လဲ90လောက်ကျွန်တော်ပါဝင်ခဲ့ဘူးတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုအမေပါစတာကျွန်တော်တို့မှာတယ်အဲ့ဒီပတ်စံကအမေဖေကလက်ဖြတ်တောင်းတဲ့ပတ်စံမဟုတ်ရဘူးခမများတို့ကိုယ်တိုင်အလုံးလုံးပြီးမှပါဝင်လာမယ့်အရာဖြစ်ရမယ်အဲ့ဒါဆိုတော့ကျွန်တော်လည်းမရတော့ဘူးအမေအပင်ရေလောင်းလို့ရှိရင်ရေလောင်းခွ9ချက်အမေကကျွန်တော်တို့ရီတော့တယ်ရေခတ်ပေးလို့ရှိရင်ကျွန်တော်တို့2ချက်ပေး1ချက်ပေးဆိုရင်မှအမေရဲ့ထမင်းဟင်းကိုကျွန်တော်တို့စားပြီးမှအမေစီမှာကျွန်တော်ပတ်စံတင်မြပြန်တိုက်တယ်ဒါပေမဲ့အမေကပေးပါတယ်နော်ကျွန်တော်တို့ပါဝင်တယ်ပါဝင်တဲ့အခါမှာ2 သိန်းရလာတယ်အဲ့ဒီချိန်ခါမှာအဖိုးကအမစီမှာလာပြီးရင်တခွန်းပဲလာပြောတယ်မင်းရဲ့တစ်နှစ်စာတဲ့ तू အဲ့တုန်းက Walk to the Bible ဒီအိန္ဒိယကနေသူ့ကို Walk to the Bible Mission မှာသူ့ကို founder နဲ့သူ့ကိုတာဝန်ပေးထားတဲ့အတွက်ကြောင့် तू အကုန်လုံးဗန္နာရေးရောဥဆောင်တဲ့အရာစီမံခန့်ခွဲမှုအကုန်လုံး तू ကင်တဲ့အချိန်ခါမှာအဖိုးကလာပြီးဟဲ့ငါတူငါမြည်တယ်နေ့ရက်တစ်နှစ်စာဟိုတဲ့ဖះကိုပေးလိုက်ပါတယ်ဟာအဖိုးလွယ်သလားမမင်းနဲ့ကျွန်တော်တော့ကြားတာလေမထင်ထားဘူးအမတော့မလုပ်တော့ပါဘူးဆိုပြီးမှကျွန်တော်ကလွှတ်ထားလိုက်တယ်ဒါပေမဲ့တော့တစ်ဖက်လောက်ကြာတော့အမကပတ်စံထုတ်ကြည့်ယူလာပြီးမှရော့ဆိုပြီးပေးလိုက်တယ်အဲ့တုန်းကကျွန်တော်နဲ့အမကဘာလို့တယ်လဲဆိုလို့ရှိရင်2000ခုနှစ်မှာ69တုန်းကကျွန်တော်မျိုးစေ့ကျက်ထားတာနော်2000ခုနှစ်ရောက်လာမှကျွန်တော်2 သိန်းလောက်ပဲရလာအဲ့ဒီချိန်ခါမှာလိုအပ်သေးတဲ့အရာရှိသေးတယ်ဘယ်လောက်လဲ3 သိန်းရှိသေးတယ်အိုးကျွန်တော်ဟောတော့တယ်အမနင်ငါတို့ဘာသာစားမတော့ဖះပြင်ဆင်လိမ့်မယ်လွယ်သလားမမင်းနဲ့ဒါပေမဲ့ तू စိုက်တဲ့အရာပြန်ရရှိဖို့မမျောလင့်ထားဘူးသူတို့အစင်ပြေသွားပြီးတာပဲဆိုစင်ပြေသွားမှာပါဖို့လိုချင်တဲ့အရာအစင်ပြေသွားမယ်ရော့ပတ်စံယူသွားပြောကြလောက်ကြအစင်ပြေသွားတယ်အဲ့ဒီအချိန်ခါမှာနော်အမိုက်တယောက်ရှိတယ်သူ့နာမည်တော့ကျွန်တော်မပြောဘူးနော်သူကဘာလဲဆိုလို့ရှိရင်အရန်စီးပွားရှာတတ်တယ်စီးပွားရှာတာဘယ်လောက်ထိကောင်းတယ်လဲဆိုလို့ရှိရင်ပတ်စံဆိုလို့ရှိရင်အမျိုးသမီးတွေဖန်ကောက်တယ်ဆိုလို့ရှိရင် तू အများဆုံးထည့်တာအရန်ကောင်းတယ်ဒါပေမဲ့အဲ့ဒီတစ်ခေါက်မှာ तू လည်းစိတ်မပျော်ဘူးဖြစ်မှာပေါ့အတင်းသူတင်းသားတွေကဒီတပတ်တော့ဆူတောင်းသွားကြမယ်ဟဲ့အတင်းတော့အတွက်ဘယ်လောက်ထိပါဝင်နိုင်ကြမလဲဆိုပြီးမှသူတို့ခံမှန်းကြတယ်ဒီနှစ်တော့ငါတို့ target က1000ဆိုလို့ရှိရင်တော့ဒီတပတ်ငါတို့ target 1000ဖြစ်တဲ့အတွက်ကြောင့်1000ရအောင်ငါတို့လှူဒန်းနိုင်ဖို့အလို့ဟာကျွန်တော်တို့ဆူတောင်းသွားကြအိမ်ထဲစီသွားတဲ့အခါမှာအဲ့ဒီတယောက်ကဘာပြောလဲဆိုလို့ရှိရင်ဒီပတ်စံ1000ငါမပေးရင်သူတို့ရမှာမဟုတ်ဘူးဆိုပြီးမှ तू တွေးထားတယ်ဒါက तू ကိုယ်တိုင်တက်တိတ်ခံတာဖြစ်တယ်ဘာလဲဆိုလို့ရှိရင်တော့အားလုံးလဲပြီးရောဆူတောင်းသွားတဲ့အခါမှာ तू ထဲလိုက်တဲ့ပတ်စံက1000နဲ့ဥမာပြောတာနော်1000နဲ့900ကွတ်တီပဲအပိုလိုမရှိဘူးရလာတယ်ဘယ်သူပဲသိတယ်လဲ तू ပဲသိတယ် तू နဲ့ဖះနဲ့သက်စာပြုထားတာဘာလဲ तू ပေးနိုင်တယ်မပေးဘူးဒါပေမဲ့ तू ပေးတယ် तू ရဲ့တိစိတ်ထဲမှာငါမပါရင်ပေါ်မပြီးဘူးငါမပါရင်ဒီလူတွေရမှာမဟုတ်ဘူးဆိုပေမဲ့လေတကယ်တမ်းရလာတဲ့အခါမှာ1500တဲ့ခါမှာဖះเจ้าမှလာပြီးသူ့ပြုတ်သူဝင်ခံတယ်ဘာလဲဆိုလို့ရှိရင်ကျွန်မမှားပါတယ်ဖះရှိမှကျွန်မစိတ်မှားတဲ့အကြောင်းဒီအရာတွေကဖះကကျွန်မကိုသင်ခန်းစာပေးတယ်နေမပါလဲရတယ်နော်ငါသမီးတို့သင်ခန်းစာပေးတဲ့အတွက်ဒီကနေ့ခင်ဗျားတို့ယုံကြည်သူတွေအားလုံးရှိမှကျွန်မအပြုတ်ဝင်ခံတယ်ဒါကြောင့်မို့ကျွန်မကိုခွင့်လွှတ်ပေးကြပါလို့သူကိုယ်တိုင်ဝန်ခံကျွန်တော်တို့ထင်တော့မထင်ထားပါဘူးပါလဲဆိုလို့ရှိရင်အဲ့ဒီ900ကဘယ်သူထက်သူပဲထည့်တာဖြစ်တယ်သူမပိုင်ပွဲမပြီးဘူးဆိုပေမဲ့သူပိုင်တောင်မှပါလဲအပယ်ခံရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်သက်စာဝတ်ကိုဖြည့်တဲ့အခါမှာကျွန်တော်တို့ဖျားเจ้าမှာလာပြီးမှဖြည့်ဖို့ဖြည့်တဲ့အခါမှာအလဟာတမဟုတ်ပဲနဲ့ပြင်ဆင်လာပါမနေ့မှာကျွန်တော်တို့ပါလဲအိုးငါဒီနေ့ဘယ်လောက်ထိုင်ကောင်းမလို့ဘယ်လိုထိုင်ဆိုတာထက်စာလို့ရှိရင်ကျွန်တော်တို့ညကလေးစာကဆုံးဖြတ်ချက်ချပြီးမှပြင်ဆင်လာမယ်ဆိုလို့ရှိရင်နောက်တစ်နေ့ငါဘာဝတ်မလဲဘလို့သွားမလဲဘလို့လုပ်မလဲဆိုတဲ့အရာခင်ဗျားနဲ့ကျွန်တော်ပြင်ဆင်လာတယ်ဆိုလို့ရှိရင်လေဖျားเจ้าနောက်ကျစရာအကြောင်းမရှိဘူးအလုပ်တော့ကျွန်တော်အမြဲတမ်းအလုပ်တော့နောက်မကျရဲကြဘူးဘယ်သူမဆို3 ခါလောက်နောက်ကျကြည့်လေအိုးဝါရင်လည်းဒါလေးလာမှာပေါ့ဒါမှမဟုတ်ရင်တော့
အေးနောက်နေ့ကျမလာတော့နဲ့တော့လို့လည်းပြောခံဖြစ်ကောင်းဖြစ်နိုင်တယ်လို့ခဏနေကြရင်တော့နေအိမ်ပြန်လို့ရပြီနော်လို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါလူအနေနဲ့ဖြစ်တယ်ဒါပေမဲ့အသက်ရှင်တဲ့ဖခင်ကိုကျွန်တော်တို့ကိုးကွယ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်ဘာကိုဒီမှာမျှော်လင့်တယ်လဲကျွန်တော်တို့ရဲ့ချစ်ချင်းကျွန်တော်တို့တွေတောင်းတောင်းဝေမျှကြရအောင်ပါဤသုံးပါးထဲမှာချစ်ချင်းမေတ္တာကအရေးကြီးဆုံးဖြစ်တဲ့ကဲ့သို့အမှုတော်မြတ်ထဲမှာကျွန်တော်အစေခံတဲ့အခါမှာကျွန်တော်တို့တွေကိုသူများတွေကြည်နေတယ်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကနေကျွန်တော်တို့ကိုသူများတွေကြည်နေတယ်ဘလို့ကြည်နေတယ်လဲဒီလူကဖျားသားဖြစ်ရလားဘယ်နေရာမှာဖြစ်နေတယ်လဲသူ့ရဲ့ယုံကြည်ခြင်းဘလို့ရှိနေတယ်လဲသူ့စီကမျှော်လင့်တဲ့အရာသူ့ရဲ့မျှော်လင့်ခြင်းကလည်းတော်တော်ကြီးတာပဲအိုးသူ့ရဲ့ချစ်ချင်းမြတ်တာအိုးကျမတို့မိသားစုမှာအရန်ကောင်းတာပဲတခါတရံမှာကိုယ်တွေစဉ်းစားမိတဲ့အရာတွေကိုယ်တွေလည်းသူများကိုကြည်ရတာပဲကျွန်တော်လည်းဆရာပေခြင်းမင်းကိုကြည်ရတာအများကြီးရှိတာဘာကြောင့်လဲသူရမ်းစိတ်ရှိတယ်ရမ်းသဘောကျတယ်ကျွန်တော်မလိမ်ဘူးစိတ်ရမ်းမြန်တယ်ကျွန်တော်လည်းရမ်းမြန်တယ်စိတ်ရမ်းတိုးတယ်ကျွန်တော်လည်းတိုးတတ်ပါတယ်ဒါပေမဲ့တယောက်နဲ့တယောက်ကျွန်တော်နီးကပ်လာတဲ့အခါမှာလင်မယားတောင်မှနော်ကဘာပေါ်ကနေကြာလာမယ်အချောင်းသိမ်းမှာအောက်မှာတစ်ချောင်းလေးထောင်ထားမယ်ဆိုလို့ရှိရင်ထိကောင်းထိပါလိမ့်မယ်ကျွန်တော်တို့မိသားစုကိုပြင်ဆင်ပေးတဲ့ဖခင်ဟာနော်ချစ်ချင်းမေတ္တာနဲ့တာ၍ကျွန်တော်တို့ပြေဝစွာနဲ့တုံးနဲ့တုံနားလည်မှုနားလဲယုံမကဘူးချစ်ချင်းမေတ္တာပြီးလို့ရှိရင်မေတ္တာပြီးလို့ရှိရင်နောက်ဆုံးမှဘာလဲဆိုရှင်တီးခံခြင်းဖြစ်တယ်တီးခံခမညာကြိုက်မကြိုက်တီးခံမနေ့ကအမတောင်းတဲ့စကားပြောတော့ငါကွာမတီးခံနိုင်တော့ဘူးတဲ့နင်ဒီလောက်ထိနှစ်ပေါင်း30နီးပါးလောက်တီးခံလာရင်ဘာကြောင့်ခုမှမတီးခံနိုင်တာတော့သူ့ရဲ့ယောက်ျားပေါ်မတီးခံနိုင်တော့ဘူးလို့ပြောတယ်နာမည်တော့မပြောဘူးပေါ့နော်နင်ဒီလောက်ထိပေါ်လာခုမှမတီးခံနိုင်စားရှိလဲချစ်ဖို့မပြောတော့ဘူးဘာလဲတီးခံနိုင်ဖို့ပြောတယ်မယုံရင်ကျွန်တော်တို့ရှင်ယောဟန်1:3ဖတ်ကြည့်ပါကျွန်တော်တို့တီးခံခြင်းချစ်ချင်းမေတ္တာပြီးရင်ဘာပဲပြောတယ်လဲတီးခံခြင်းပဲပြောတယ်ဒါကြောင့်မို့ကျွန်တော်တို့အမှုတော်မြတ်တာပါဝင်တဲ့အခါမှာကျွန်တော်တို့သူများတွေကျွန်တော်တို့ကြည့်ရှုတဲ့အခါမှာကျွန်တော်တို့မိသားစုတွေဘယ်နေရာမှာရှိနေတယ်လဲဘယ်လိုမျိုးအလင်းလေးနေတယ်လဲမယုံကြည်သူတွေတော့တမန်ကျမ်းစာထဲမှာဆိုရှင်တောင်ထိပ်နဲ့ရှိသောမြို့မိခွတ်တွေကျွန်တော်ကောင်းကောင်းသိတယ်ဒါပေမဲ့အဲ့ဒီမိခွတ်တွေအဲ့ဒီတောင်ထိပ်မှာရှိတဲ့အရာတွေကျွန်တော်တို့မိသားစုလဲသူများတွေကြည့်ရှုတဲ့အခါမှာဒီမိသားစုကဖျက်ကြောင်းလာလို့ရှိရင်စုံလင်းလေးနဲ့လာတာအယမ်းကျေးဇူးတင်တယ်လို့ဘယ်သူပြောမလဲကျွန်တော်တို့နော်အဆိုတော်ထူးဟဲ့လေးနဲ့မိခဲမကွဲခင်ရပါဘောနော်သူတို့သွားတယ်ဆိုလို့ရှိရင်ဘာလဲသူများအယမ်းသဘောကျတယ်ဘယ်သူကသဘောကျတာလဲဆိုလို့ရှိရင်နော်ထူးဟဲ့လေးရဲ့နောက်မိန်းမဖြစ်တယ်အိုးအယမ်းချစ်ဖို့ကောင်းတာပဲနော်သူတို့မိသားစုလင်မယားနော်ချစ်ခင်နဲ့သွားကြတာအရန်ချစ်ဖို့ကောင်းတယ်ဆိုရင်နောက်ဆုံးတော့တယောက်ကြဖြစ်လာတာပဲသူကတော့ခေါ်နိုင်လားမခေါ်နိုင်တော့ကျွန်တော်မသိဘူးသူများရဲ့အမြင်ကအရန်ကောင်းပါတယ်ဒီကနေ့ကျွန်တော်ပြောချင်တာကအာဗြဟံရဲ့သားဣဇက်ကသူ့အဖေကိုနော်မေးတဲ့မေးခွန်းလေးကကျွန်တော်တို့မှာထင်းလဲပါတယ်မီးလဲပါတယ်စက်ကောင်ပမာလဲလို့မေးတဲ့အခါမှာယုံကြည်ခြင်းအားကြီးတဲ့အရာမျှော်လင့်ခြင်းအားကြီးတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရဲ့ဖခင်ကြီးဖျားပြင်ဆင်ပေးလိမ့်မယ်လို့ပြောတဲ့အချိန်ခါမှာဒီကနေ့ကျွန်တော်တို့ဖျားချောင်းသွားတဲ့အခါမှာခမည်းသားသမီးခမည်းသားပါလားခမည်းသမီးပါလားခမည်းယောက်ျားပါလားဆိုတော့ပြန်ဆန်းစစ်ဖို့လည်းဒီကနေ့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်လဲဖျားချောင်းသွားပြီးမှနော်ကျွန်တော်တို့စိတ်နှလုံးသားတွေအကုန်လုံးမပါမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချစ်ချင်းမြတ်တာဘယ်လောက်ပဲအားကြီးနေအလဟာတာဖြစ်တယ်သူများတွေကဒီတယောက်ကတော့အရန်ဆင်ပြေတာပဲနော်သူ့ရဲ့ကောင်းတဲ့အရာတွေလူတိုင်းမှာကိုယ့်ရဲ့ကောင်းချစ်တဲ့ကိုယ်စီရှိပါတယ်ဖျားပေးထားတဲ့တလဲကတောက်မတူပါဘူးတချို့အရာမှာဟောပြောခြင်းဖြစ်မယ်တချို့အရာမှာလှုပ်ဆောင်ခြင်းဖြစ်မယ်တချို့အရာမှာအစေခံခြင်းဖြစ်မယ်တခါတည်းမှာဒီအသင်းတော်ဖျားကြောင်ပြီးသွားလို့ရှိရင်အားလုံးအိမ်ပြန်ကြမယ်နောက်ဆုံးတော့တယောက်ကြံအောင်ပါပဲဘာလို့လဲတန်ရှင်းလုံးမဲ့လူတွေဒါလည်းသူ့ခန္ဓာလိုက်နဲ့သူပါဝင်နေတာဖြစ်တယ်သူဒီဟာလုံးလို့ကြီးမြတ်တယ်လို့မရှိပါဘူးသူဒီဟာလုံးလို့နော်ပုရိမှာသူထိုင်နေလို့အကြီးမြတ်ဆုံးလည်းမဖြစ်ပါဘူးဖခင်ရဲ့ဆန္ဒမှာကျွန်တော်တို့တွေနှိမ့်ချစွာနဲ့တိုးနေတဲ့ချစ်ချင်းမေတ္တာယုံကြည်ခြင်းအားနည်းတယ်ဆိုလို့ရှိရင်ဖေးကူပါလက်တွဲခေါ်ပါတခါတည်းမှာခေါင်းဆောင်နေဆိုတာလေကျွန်တော်တို့တွေကခေါင်းဆောင်ဖြစ်ခြင်း boss ဖြစ်ခြင်းတယ် boss ဆိုတာခိုင်းနေလေကျွန်တော်တို့ပါစာတန်တော်တော့ကနော်ကျွန်တော်တို့ကိုသင်တန်းပေးတယ် boss နဲ့နော် leader နဲ့ကျွန်တော်တို့ကိုသင်တန်းပေးတဲ့ခါမှာကျွန်တော်ဆိုရည်တယ်ဘာကြောင့်ရည်တယ်ဆိုလို့ရှိရင်ဟုတ်ပါတယ်ကျွန်တော်တို့တွေကနော်လက်တွဲခေါ်ဖို့အရန်ခက်ခဲပါတယ်အဲ့လက်တွဲခေါ်ဖို့အလို့ဟာချစ်ချင်းမေတ္တာသာလျှင်အားကြည့်ပါစေချစ်ချင်းမေတ္တာသာလျှင်ကျွန်တော်တို့အသင်းတော်မှာတာ၍
ကျွယ်ဝပါစေတာ၍နော်တိုးပွားပါစေလို့ကျွန်တော်ဒီကနေ့မှာခွန်အားပေးခြင်းနဲ့ဒါကြောင့်ယုံကြည်ခြင်းနော်မျှော်လင့်ခြင်းချစ်ချင်းမေတ္တာဤ၃ပါးထဲမှာကျွန်တော်တို့ချစ်ချင်းမေတ္တာအရေးကြီးဆုံးဆိုတဲ့အကြောင်းဖခင်မှုတော်ဆောင်တဲ့အခါမှာချစ်ချင်းမေတ္တာနော် praise and worship ဥဆောင်တဲ့အခါမှာတခြားအရာမဟုတ်ချစ်ချင်းမေတ္တာဖြစ်တယ်ကိုဥဆောင်တဲ့အရာကိုလှုပ်တဲ့အရာကိုတီးခတ်တဲ့အရာကိုပါဝင်တဲ့အရာခမများချစ်ချင်းမေတ္တာမှာပါလို့ရှိရင်လေခမများဒီမှာဘလောက်ပဲဆုတောင်းတာအာမင်ဟာလေလုယာပြောသူများတွေဘယ်သူမှမခံစားနိုင်ဘူးခမများချစ်ချင်းမေတ္တာပါလှုပ်ပါဘယ်သူမှခမများကိုမချီးမွမ်းခြင်းနေအသက်ရှင်တဲ့ဖခင်ခမများကိုကြည်နေတယ်ခမများကိုကောင်းကြီးပေးနေတယ်ဆိုတာကိုအမြဲတမ်းသတိရပါဒါကြောင့်မို့ကျွန်တော်သားသမီးတွေအနေနဲ့ဖခင်ရဲ့အမှုတော်မြတ်ထံမှာပါဝင်နေဆိုလို့ရှိရင်ချစ်ချင်းမေတ္တာပါပါစေချစ်ချင်းမေတ္တာ welcome ပါ everybody ကျွန်တော် share ရအောင်ပါသူများကိုလည်းနော်အဲ့ဒီ share ခြင်းအပြင်သူတို့အသက်တာတွေမှာတော့၎င်းနော်ရှေ့တစ်မျိုးနောက်တစ်မျိုးဆိုတာထက်ကိုယ့်ရဲ့ချစ်ချင်းမေတ္တာအိုးဟုတ်ပါတယ်နော်အဲ့ရဲ့နောက်ွယ်မှာတီးခံခြင်းလာမှာပါကျွန်တော်ခက်ခဲပါတယ်ခုနကလည်းကျွန်တော်တို့ free ရသွားတယ် chairman က free ပြောတယ်ကုန်ကြမဲ့ပတ်စံဖျားကြမှာလှူလိုက်ပါလားလို့ကျွန်တော်တော့အားပေးလိုက်ရှင်တယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်တခါတည်းမှာကျွန်တော်မတတ်နိုင်တဲ့အရာတွေအမျိုးမျိုးနဲ့ဖျားကပြင်ဆင်ပေးလေးရှိတယ်အာဗြဟံကိုပြင်ဆင်ပေးတဲ့ကဲ့သို့ကျွန်တော်တို့ကိုလည်းဖျားကပြင်ဆင်ပေးနေတယ်ဆိုတာကိုအမြဲတမ်းသတိရပါနော်ကျွန်တော်တို့ရဲ့ဘဝတက်တာမှာအရေးကြီးဆုံးကမိသားစုမှာအသင်းတော်မှာတခြားတွေမဟုတ်ပါဘူးဖျားရှင်ဂါရစ်လာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်နောက်ဆုံးအပိတ်အနေနဲ့ကျွန်တော်ကျမ်းစာတစ်ပိုက်ဖတ်သွားခြင်းတယ်ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အမြဲတမ်းသိပြီးသားအရာဖြစ်တယ်ကျွန်တော်ကျမ်းစာအုပ်ကမယားညီကကျွန်တော်ကိုအစ်စ်လေးနော်ထိုင်းလန်ကနေလက်ဆောင်ပေးတော့ကျွန်တော်မှာနှမျောလွန်းလို့မလှန်ရစ်မဖတ်ရစ်ဖြစ်နေအကုန်လုံးကန့်နေကျွန်တော်အဟောင်းလည်းမယူလာဘူးဆိုတော့ကျွန်တော်တို့အမြဲတမ်းစိတ်တီးပြီးသားအရာဖြစ်တယ်။ဘာလဲဆိုလို့ရှိရင်ယောမဩဝါဒစာခန်းကြီး73အငယ်8မှာဖြစ်တယ်။ကျွန်တော်အားလုံးတူကြလိုက်ဆိုကြရအောင်။အချင်းချင်းချစ်ချင်းမေတ္တာမှတပါအဘယ်ကျွေးမြမတင်စေနဲ့။အာမင်။ကျွန်တော်တို့တယောက်ဂီရောဖောမျိုးမှာချစ်ချင်းမေတ္တာတာရပြည့်ဝမယ်ဆိုလို့ရှိရင်တယောက်ကြည့်ရှုတဲ့အခါမှာကျွန်တော်လည်းတွေ့ရင်စကားပြောပါကျွန်တော်လူတိုင်းကိုကျွန်တော်မှတ်မိနိုင်ဘူးနာမည်ပြောရင်တောင်မှကျွန်တော်ခဏထုတ်မေ့သွားတတ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့တလဲမဟုတ်ပြန်ဘူးကျွန်တော်စူးစမ်းတယ်အလုပ်ထဲမှာဆိုလဲကျွန်တော်တို့လူအယောက်90လောက်ရှိတယ်ကျွန်တော်တငယ်ချင်းတယောက်မှကျွန်တော်နာမည်မသိဘူးကျွန်တော်ဘေးမှာအနည်းဆုံးရှိတဲ့လူ3ယောက်လောက်ပဲကျွန်တော်သိတယ်နာမည်တွေလည်းအလုံးတူကြတယ်ဒါပေမဲ့ကျွန်တော်တုံးလူတွေ့တဲ့အခါမှာနှုတ်ဆက်ခြင်းအပြင်ကျွန်တော်တို့တွေဤရောဖောမျိုးကိုတာ၍လှပစွာနဲ့တိဆောက်နိုင်တော့တက်တာဖြစ်ဖို့လုံငါတော်လည်းကောင်းဖျားတာသမီးရစီတိုင်းပေါ်မှာဖျားရဲ့ချစ်ချင်းမေတ္တာတာရေးပြောပါပါစေလို့ကျွန်တော်ဆန္ဒပြုရှင်တယ်အာမင်ကောင်းကြီးဖြစ်ရလားโอเคဒီကနေ့ကျွန်တော် CCF နဲ့ပထမဦးဆုံးကျွန်တော်မိသားစုဖွဲ့ရတာတကယ်ကိုကောင်းကြီးဖြစ်ပါတယ်နောက်တော့များမှာလဲကျွန်တော်စီဆက်ပြီးမှမိသားစုဖွဲ့ပြီးမှဖခင်ရဲ့မျက်မှောက်တော်ရှာဖွေရန်အတွက်လဲထပ်မံပြီးမှနှိုးဆော်ခြင်းနဲ့အထူးသဖြင့်အတင်းသားတွေလဲဆရာနဲ့တူတူကပါဝင်လာတဲ့တကြောင်လဲအထူးပဲကျေးဇူးတင်ပါတယ်လို့နောက်များမှာလဲလာရောက်ပြီးမှတချင်းဆိုပေးပါလို့ဒီနေ့ဆိုသွားတဲ့တချင်းတွေလဲရန်ခွန်အားရတယ်နော်ဆိုတော်ရီတိခတ်သမားတွေအကုန်လုံးကတော်တဲ့လူတွေပဲဖြစ်တဲ့ကြောင်လဲဖခင်ဗိတ်သိက်ပေးတဲ့ဒီစစ်ပေါ်မှာလဲဆက်လက်ပြီးမှဖခင်ကောင်းချီးပေးပါစေသူတို့ဖြင့်ဆရာကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီနေ့မလာတဲ့ဂျားရန်နေပေါ့နော်ခွင့်ရေးပေးပြီးမှကျွန်တော်တို့တင်းတော်မှာလာပြီးမှနှုတ်ကပတ်တော်နဲ့ခွန်အားပေးတဲ့ကြောင့်လဲတာ၍မှုတော်မြတ်မှာဘုရားခင်တာ၍ကောင်းချီးပေးပါစေခုချိန်မှာ